ကိုကြက်ရလေးဒီလိုရွတ်တာဒီလိုဆိုတာကိုကောင်းတယ်ဒီလိုမှန်တယ်ဒီလိုသွားနေကြတာဘယ်လိုထိအခုတော်များများမှာအထိပါဘုံမလို့ကတော့ဘာသာကြတောင်းလာတာဆိုတော့ဘုံကစကားလုံးတစ်လုံးတိုင်းအကုန်လုံးခွဲခြားစိတ်ကြကြည့်တဲ့အကျင့်ရှိတယ်ဘာလို့လဲဘုံကလောလောကူဘုရားဘာသာဖြစ်လာမှာမဟုတ်ဘူးလေဖြစ်လာပြီးလို့ဘုံကတေချာစစ်စစ်ပြီးကြည့်တော့ဗမာလူမျိုးကြတော့ဘုရားဘာသာမွေးကြတဲ့ဖြစ်လာတာဆိုပြဿနာမရှိဘူးနော်အဖေမြက်လဲလွဲထားတာဆိုတော့ငါအဖေမေတော့အခုဖားတော့ကိုယ်ွယ်လာတယ်ခါကြီးကမှန်လားမှားလားကြည့်နေမှန်လို့ပဲငါတို့ပေးတာပဲဆိုပြီးတော့ပါတော့မျက်စိမိတ်ပြီးယူလိုက်တာလေနော်အဖေမေဘိုးဘွားတွေဒီမိဘတွေလက်ဆင့်ကားပြတဲ့အရာကိုစစ်စစ်မနေတော့လွယ်လွယ်ရော့အရင်အင်းဆိုယူလိုက်တဲ့သဘောမျိုးပေါ့ယုံကြည်နေတာအဲ့တော့ဘာဖြစ်လဲဘုံဘုံတော့ဘာနှုံးလဲသွားလဲဆိုဓမ္မအသိဉာဏ်နှုံးနေတော့အဲ့တော့ဘာဖြစ်လို့ဆိုတော့ဘုံဘုံတို့ကျတော့သိတဲ့စစ်စစ်တာပေါ့စစ်စစ်တော့ကြည့်တော့ဘုံတော့လည်းမြန်မာပြည်ဝိမြန်မာပြည်ကြီးလာဆိုမြန်မာစကားမြန်မာစာများများပို့တတ်တာကျွမ်းကျင်လို့ဆိုတော့ဒီစကားဘာသာစကားပဲရှိတယ်အဲ့တော့မြန်မာစာဘုံတို့ကြည့်တဲ့တချို့တွေဘာသာပြန်လာတော့ဩဃာတာဘာကြောင့်ကြောဩဃာတာကြောအကျိုးကိုပြောတာကိုနော်အဲ့တော့ဩဃာတာကြောရဲဆိုဘာလဲဩဃာတာဘာကြောင့်ကြောဩဃာတာခွင့်တောင်းတာဘာလို့ကြောခွင့်တောင်းတာဘာကြောင့်ကြောခွင့်တောင်းတာလဲဆိုတော့ဆက်မလာပြန်ဘူးဘယ်ဆောင်မှဖတ်အဲ့တော့လက်အုပ်ချီပြီးကြောခွင့်တောင်းတာတို့နဲ့တို့မင်္ဂလာပါလို့ပြောလို့ရှင်လို့ဆိုတယ်လက်ဦးချီမင်္ဂလာပါမပြောဘူးလားအဲ့ဒါလည်းခွင့်ကောင်းတာပဲလက်ဦးချီရတယ်လက်ဦးချီကျွန်တော်လက်ဩဃာတမင်္ဂလာပါလို့ပြောလို့လားဩဃာတတော့ဆိုမင်္ဂလာပါမပြောပါဘူးလက်ဦးချီမှာပေါ့အဲ့ဒါဘုံဘုံတို့ကထက်တာကအဆုံးထိမသွားရင်လမ်းမှားတယ်ဘုရားကမှဆိုရကြဘူးမိုးပြကန်ဆိုလေမိုးပြဥညာနာဟိုနေရာပေါ်ဘုံနဲ့ယူဒီမှာတက်ယူကြမှာတက်တော့ကောက်နားထောင်ကြည့်တော်ဆိုးဘာလို့ဆိုတော့မြတ်စွာဘုရားရှင်ဒါလေးနည်းနည်းပြောပြမြတ်စွာဘုရားရှင်ကတဲ့သူပြောတာပေါ့နော်နတ်တွေလောကမရှိဘူးတဲ့နတ်ဘုံမရှိဘူးဟိုတို့ယူရလဲဝါဒပြီးတာတော်ကိုစိုးနေတယ်တစ်ဖက်ကရောက်အဲ့ဒါနဲ့သဘာထောက်ထားလဲဆိုတော့လည်းဘုန်းကြီးပဲဆိုတော့ဒီလည်းစာတက်ပြီးတာလုပ်လာတယ်သူကကျမ်းနေပြန်ထောက်ပြတာပေါ့နော်သဘာထောက်ပြလဲဆိုတခုလေးပြောတာပုံနာတူကိုမြတ်စွာဘုရားမိဘူးတယ်တကားမင်းနတ်ဘာလို့ပုံနာတွေကြတော့နတ်ကိုကတော့ကိုထိုင်နေတဲ့နတ်ကိုဆိုတော့ရောမယ်ဆိုတော့ပရောဟိတ်ပေါ့နော်ရောမယ်ဆိုလို့ရှိရင်နတ်ပိုင်းဆိုင်သူတို့ပဲတော့ငါတို့ပုံတော့ပူဇာကြီးတို့ပန္တိတို့ပေါ့ပန္တိတာပေါ့ပညာရှင်တွေပေါ့အဲ့တော့သူတို့ကနတ်ပူဇော်မှုအများဆုံးလုပ်ကြတာဟုတ်နော်ဘုရားရဲ့ကိုယ်ကိုယ်ရဲ့နတ်ကလည်းနည်းနည်းလုံးဟိန္ဒူဘာသာဝင်ပေါ့လေဘုရားဆိုတာဟိန္ဒူဘာသာဝင်ကိုယ်ကိုယ်ရဲ့နတ်ကလည်းမနေဘူး33ပြည်လောက်ရှိတယ်နော်ဆိုတော့ဒါပါတော့လေအဲ့ဒီနတ်တွေကိုအဲ့ဒီပုံသားဆရာကြီးတွေကဥဆောင်စီမပေးရတယ်အဲ့တော့ပူဇော်တာပေါ့လေပတ်တာလေဒီလိုပါပဲအမှန်တော့ဒီကမကြီးလိုပါတော့ဘုရားရွှေတင်တော်ဆိုရောက်ဘူးတယ်ဟုတ်လားရောက်ဆရာဟုတ်လားနော်အိနာဘုရားကဂရောဘဲတင်ကြတယ်ဟုတ်လားနော်အိနာဘာတော့ဟိုဂရောဘဲပေးနာမှာကူညီကူပေးတဲ့ပုံစံတွေရှိဘူးလားရှိပါဘူးအဲ့ဒါကဘာခေါ်ကြလဲဘာခေါ်မလဲမသိဘူးအမှန်အဲ့ဒါပဲကိုကမစိုးတတ်တဲ့ပုဂ္ဂိုလ်ဘေးကနေလိုက်ပြီးစီမံပေးတာပေါ့နော်အဲ့ဒီနတ်ပဲဆိုဟိန္ဒူဘာသာမှာလည်းအဲ့လိုပဲအဓိကတိုင်းပဲဒီမှာတော့ကျွမ်းကျင်တဲ့ပုဂ္ဂိုလ်လိုပေးတာတက်တယ်သူဟိုမှာလည်းဗြဟ္မဏပုံနာတက်တော့သူတို့ဆရာလို့အဲ့တော့မြတ်စွာဘုရားမေးဘူးတဲ့ဒီပုဂ္ဂိုလ်ကိုဒီပုံနာဒကာကြီးဒကာဒီနတ်ဒီပုဂ္ဂိုလ်တွေလုံးနဲ့နတ်တွေမြင်ဘူးသလားမမြင်ဘူးတဲ့စကားပြောဘူးလားမျိုးတရားစကားပြောဘူးပေါ့အတန်လေးပါလေးနဲ့ကြားရတာပေါ့နော်ဘုန်းတော်ရေဒီယိုလိုနေမှာပေါ့နော်ရုပ်မမြင်ပဲအတန်တော့ကြားရသေးတယ်လေနော်နတ်တွေအတန်ကြားရင်နတ်တွေစကားပြောဘူးလားကြားဘူးဒါကြောင့်မလို့နတ်တွေနေရာဘယ်မှာရှိတဲ့နေရာရောက်ဘူးလားမရောက်ဘူးဒါဆိုရင်ကတခါကြီးကပုံနာမရောက်ဘူးဆိုတော့ဒါရဲ့အဖေတွေလည်းဒီပုံနာလို့ပြောပြီးနတ်တွေကိုယ်ကလည်းလုပ်တာပဲနော်ဆရာကြီးတွေဆိုတော့အဖေတွေတော့ရောက်ပြီးတော့ကြားဘူးသလားရောက်ဘူးသလားသူတို့လည်းရောက်တယ်လို့ကြားဘူးဒါဆိုအဖိုးတွေရောနော်ဘိုးတွေရောဘာတွေရောပေါ့ရှိမျိုးဆက်တွေအထက်မျိုးဆက်တွေမှလည်းအိမ်မှာကွယ်လွန်သွားကြဖြစ်တဲ့ပုဂ္ဂိုလ်တွေပေါ့နတ်တွေတွေ့ဘူးတယ်မြင်ဘူးတယ်စကားပြောဘူးတယ်သူတို့နေရာလည်းရောက်ဘူးတယ်ဆိုတော့ကြားဘူးသလားဆိုကြားဘူးခင်ဗျာဘာမှလည်းမကြားမြင်လည်းမသိတယ်ခင်ဗျာနတ်ကိုယုံကြည်နေတယ်နော်လို့ပြောတယ်ဆိုတော့ဘုရားကအဲ့လိုကိုမိုးပြကပါလို့ဆိုတော့ဒီနာအဲ့လိုတဲ့ဆိုကြတဲ့ပါခင်ဗျာမမြင်ရပဲမမြင်ပါနဲ့မြင်လည်းမြင်ဘူးနဲ့မကြားလည်းမကြားဘူးသိလည်းမသိဘူးနဲ့ခင်ဗျာကိုယ်ကိုနေတာပဲဆိုပြောတော့သိတာကမှမရှိတဲ့ဟာကြီးတော့ရှောက်ပြီးကိုယ်ကိုနေတယ်လို့ပြောတတိပြီအဲ့တော့လည်းရက်လိုက်အဲ့နဲ့ဘုရားပြောပါဦးဘာကျဆရာတော်ညာဓာလေးတိချက်ပါဘယ်သူပုတ်ဖုံးရတော့ဘ
သူပြောတယ်ဆိုတဲ့မိုးပြတော့ဘာလို့ထည့်ပြောနေတာဘာလို့ဆရာတော်ဒါလည်းဘုန်းတော်ပွဲကြီးမှာဆိုတဲ့ဟိုမှာပေါ့နော်ဘယ်ပုဂ္ဂိုလ်လိုမရင်းမှုလေဒါပညာရှိတယ်ဆိုတာဘယ်ပုဂ္ဂိုလ်ကပြောတယ်လို့ပဲညမှာအဲချိုးပုဂ္ဂိုလ်တွေရှိတယ်အတိအမြင်တဝက်ခရီးအသိအန္တရာယ်များတယ်ပြောတာပညာတစ်ခုကိုပြည့်အောင်မသိရင်တဝက်တဲ့ပညာရဲ့ပညာဆိုတာတော့အသိပညာဆိုတာအန္တရာယ်ရှိတယ်တဲ့ဒါကိုပြောတယ်ပြောပြီးတော့ဆရာတော်အမှန်ကအဲ့ဒီဒီကတော့မှလာပြီးသားအဲ့တော့လည်းရသွားတာမဟုတ်ဘုံနာတဲ့မြတ်စွာဘုရားဆက်ဟောတာရှိတယ်ဒီရဲ့ဆွေတော်မျိုးတော်ဟိုပါဘူးဝီပြီးပင်ပေါင်းပေါ်ဆွေးစင်းနေတော့မှသူတို့မမြင်ဘူးမမြင်မကြဘူးနတ်တွေဆိုတာငါကမြင်လဲမြင်ဘူးတယ်မြင်လဲမြင်လဲမြင်ဘူးစကားလဲပြောတယ်သူတို့နေရာလည်းအကူရောက်ဘူးတယ်ဟောအဲ့တော့မြတ်စွာဘုရားကကန့်ကွက်နေတာမရှိဘူးလို့ပြောတာဟုတ်ရဲ့မပြောဘူးနော်အဲ့တော့ဘုရားပဲရောက်မှတတိကျန်တဲ့တော့မဆိုင်ဘူးဆိုတော့မဟုတ်ဘူးဒီလောကမှာဒီနတ်တွေဆိုရှိဘူးရှိဘဝတန်တရားကြီးတယ်တွေပဲသူတို့လေဘူရာတစ်ခုရောက်တယ်ပေါ့နော်ဘုံဘုံတို့ဟိုယထာနဲ့သွားလို့ရှိရင်ကဲပြုလို့တယ်နေဘုံတို့ရန်ကုန်သွားမယ်ဆိုရင်မန္တလေးဘူရာပဲဖြတ်မယ်တယ်နော်အသာစီဘူရာပဲဖြတ်မှာပေါ့နော်ဘာလို့မန္တလေးဘူရာတစ်ချိန်တော့အချိန်ချင်းပဲအဟောက်တရဖြတ်ပြီးမှပဲရန်ရောက်တယ်ဆိုတာဟုတ်လို့လားဟုတ်ဘူးလေကဲမန္တလေးသာစီဘူရာမေ့တယ်အဲ့ဘူရာတစ်ခုတော့ဖြတ်တာဘူရာတစ်ခုနဲ့တူရတာမတူဘူးဒီတိုင်းပဲဘဝတန်တရားကြီးဖြတ်တန်းသွားတဲ့နေရာတွေဟာလောကမှာတကယ်ရှိတဲ့ဌာနအပေါင်းဟာ30ဌာနရှိတယ်အဲ့ဒါ30ဘုံလို့ပြောကြတယ်နော်တတ္တဝါတွေဖြတ်တန်းသွားနေတဲ့ဘုံဌာနတွေ30ဌာနရှိတယ်ဒါဆို30ဌာန30ဘုံလို့ပြော30ဘုံတတ္တဝါတွေအကုန်လုံး30ဘုံရောက်နေကြတာရောက်နေတာလားလူတိုင်း30ဘုံကိုရောက်ဘူးသလားလို့မေးရင်30ဘုံလူတိုင်းရောက်ဘူးနော်30ဘုံတိုင်းလူတိုင်းလူကပဲလူတိုင်းဆိုတတ္တဝါတိုင်းပေါ့တတ္တဝါတိုင်း30ဘုံမရောက်ပါဘူးတတ္တဝါတိုင်းမှာ30ဘုံကနေရှော့ချတာက9ဘုံအဲ့ဒီ9ဘုံဓမ္မဘုံ20မှာသုဒ္ဓဝါဒဘုံဆိုတာရှိတယ်အဲ့ဒါကလူပြည်လူလောကမှာဖြစ်ရန်နတ်ပြည်ဖြစ်မြတ်စွာဘုရားလမ်းညွှန်တော်မူတဲ့အတိုင်းဝိပဿနာတရားကိုကမ္မထာနေကျင့်ကြံကြိုးကိုအားထုတ်ပြီးအနာဂံတည်ပြီးမှအသက်ကုန်ဆုံးသွားလို့ရှိရင်အဲ့ဒီဘုံဌာနရောက်တယ်ဆိုတဲ့တော့အနာဂံပဲအနာဂံရောက်တည်တဲ့ပုဂ္ဂိုလ်အဲ့ဒီရောက်တယ်ရဟန္တာဖြစ်တဲ့ပုဂ္ဂိုလ်တော်ရောက်တော့ရဟန္တာတော့တစ်ခါတက်ပြီးတော့တိုက်သွားပြိဋိဘံပြုတာကိုနိဗ္ဗာန်မှာအာရုံပြုသွားတာဆိုတော့လူဖြစ်နတ်ဖြစ်ပြီးရဟန္တာဖြစ်တော့တစ်ခါနိဗ္ဗာန်အာရုံပြုသွားတယ်မလားတော့နောက်တော့မရှိတော့ဒါပေမဲ့အနာဂံကရှိသေးတယ်ဒါပေမဲ့ကာမဘုံမဟုတ်ဘူးတရဇံဘုံမဟုတ်ဘူးခဏပြောလေဟိုသုဒ္ဓဝါဒဘုံဓမ္မဘုံ9ဘုံရှိတယ်အဲ့ဒီ9ဘုံအောက်ရှိရတယ်အဲ့ဒီမှာ4ဘုံမြောက်ပြီးသွားပြီဆိုနောက်ဆုံးဘုံအထက်ဘုံကိုဒီ9ဘုံအထက်ဆုံးဘုံရောက်လို့ရှိရင်ကျတော့ဒီမှာတော့အစင်းစင်းဖြစ်တက်သွားတယ်နောက်ဆုံးဘုံရောက်လို့ရှိရင်တော့ယဟန္တာဖြစ်သွားတယ်အဲ့တော့ယဟန္တာပြန်မှာကြီးတွေလို့ခေါ်တယ်အိမ်မှာရှိတဲ့ပြန်မှာကြီးတွေဆိုတော့တာမန်ဇာယပုဂ္ဂိုလ်ဒီတန်တရားကြီးတစ်ခုလုံးလဲနေတဲ့တတ္တဝါတွေအဲ့ဒီလိုရောက်တယ်ဒါကြောင့်လေအဲ့ဒီသုဒ္ဓဘာသာ9ခုဆိုရင်ရောက်သွားတဲ့ပြန်မှာကြီးတယ်ဒီ30ကျန်တဲ့ဘုံဒီဌာနတွေကိုဘဝကူးမသွားတော့သူကဒါလိုက်တစ်စက်လိုက်နိဗ္ဗာန်ကိုတော့ဒါလိုက်သွားတော့ကျန်တဲ့30ဘုံ9ဘုံတော့ဘယ်နှဘုံကျန်လဲ26မလေးငါတွေ့တယ်နော်30တိက9ခုလည်းလို့ကိုတော်တော်စဉ်းစားတယ်ဘယ်နှဘုံကျန်လဲလောကမှာရှင်တတ္တဝါတိုင်းနေနေတာပုဂ္ဂိုလ်တွေနော်မရက်တမ်းနဲ့တက်ကံကိုပြန်သေးနောက်ခုပြန်သွားဘူရခုပြီးနောက်ဘူရတစ်ခုပေါ့နော်အဲ့လိုစဉ်ဆက်မပြတ်သွားနေတာ26ဘုံပါဒါတော့မြတ်စွာဒါကြောင့်မို့လို့မြတ်စွာဘုရားရှင်လေးတည်ရှင်တဲ့ကဘာတသိန်းပါနေဖြစ်တဲ့ကာလမှာလေ32ဘုံလုံးလည်းနေတာပေါ့26ဘုံဟုတ်ပြီလားနော်အဲ့တော့အဲ့လိုလဲနေတဲ့ကာလမြတ်စွာဒါကြောင့်မြတ်စွာဟောတော်မူလေငါတဲ့ဖြတ်တန်းလာခဲ့တဲ့အနောက်ကိုပုဗ္ဗေနိဗ္ဗာန်ဉာဏ်နဲ့ကိုယ်အတိတ်ဘဝတွေပြန်ကြည့်တဲ့အခါ26ဘုံပဲလေနဲ့သွားနေတာအဲ့တော့ငါမရောက်သေးတဲ့ဘုံဘယ်နှဘုံရှိလို့9ဘုံအဲ့တော့ဘုရားဖြစ်ပြီးမှအိဓမ္မဘုံကအဲ့ဒီဓမ္မကြီးနဲ့တွေ့တာအဲ့မှာဆိုဓမ္မကြီးတို့ဘုရားရှင်ကြွားလာတယ်ဆိုထုတ်ပူကြအဲ့ထူးတာအဲ့ကတော့ကဲဓမ္မကြီးတင်ကဘယ်ရဘယ်မှာဘယ်တော့ဒီဓမ္မဘုံရောက်တာတော့အနာဂတ်ဒီပြီးသားတယ်နော်သူကဆိုတော့အဲ့ဒီမှာသူကဘယ်ဘုရားရှင်လက်ထက်တုန်းကဒီပြီးတော့ကျင့်ညာအနာဂတ်ဒီဘုံရောက်တာပါဗျာ
နော်အရင်ကတ္တဗဘုရားရှင်ကကောင်းတော်ကိုရှင်ကကုသအဲ့ဒီဘုရားတဲ့အစဉ်ဆက်တွေအစဉ်ဆက်ရောက်လာတဲ့အကြောင်းတွေသူလျှောက်ကြတယ်တဲ့နော်ကျိုးတွေကြတယ်မြတ်စွာဘုရားလက်ထက်တော်မှာပဲဒီကောရမဘုရားလက်ထက်မှာပဲပါတော့အနာဂတ်ပြီးပြီးတော့ဒီဘရင်မကိုရောက်တယ်လျှောက်ကြဒါကြောင့်မလို့ငါမရောက်သေးတဲ့ဘုရားဖြစ်မြတ်သွားလေရတာပေါ့နော်ဒါကြည့်အဲ့လိုမျိုးကတော့ဘုရားဖြစ်တယ်နဲ့မှတော့ကျန်တဲ့နတ်ဘုံတော့ယူပေါ့နော်ဆိုတော့အဲ့ဒီအပြင်ဘုရားပဲရောက်ရှင်ရောက်ဘုရားရှင်မရောက်နိုင်တာမဟုတ်ဘူးဘုန်းလူတိုင်းယဟန်တိုင်းဘယ်ပုဂ္ဂိုလ်မှဆိုလူဘုံရောက်လာတဲ့ပုဂ္ဂိုလ်တိုင်းဘုရားငါးညံတော်မူတဲ့တရားကိုနားထောင်ကျင့်ကြံမယ်ဆိုရင်ဒီနတ်တွေရှိလားမရှိလားဘယ်လိုပုံလဲဆိုတော့အကုန်မြင်နိုင်တယ်ကြည့်နိုင်တယ်မဆန်းဘူးတော့ပြောကြလားပြောချင်တာဟိုတကူရမှလည်းမဟုတ်ဘူးဘုရားမှမဟုတ်ဘူးယဟန်တွေမှလည်းမဟုတ်ဘူးတကယ်တကယ်မှလည်းကျင့်ကြံအားထုတ်ရင်လောကီအနေနဲ့ပါတော့ဘုန်းတော်အဲ့ဒီနတ်တွေအပေလေးဘုံတွေအကုန်သွားကြည့်တယ်မဆန်းဘူးအခုလည်းဘုန်းတော်တရားစခန်းမြန်မာနိုင်ငံမှာကမ္ဘာမှာနံပါတ်1ဖြစ်နေတဲ့အကြောင်းလေးအဲ့ဒါရှိနော်လူမြန်မာနိုင်ငံတရားစခန်းတွေရှိတယ်တချို့ဝင်တဲ့ယောဂီတွေလူပုဂ္ဂိုလ်တွေပဲလူပုဂ္ဂိုလ်လူယောဂီတွေကဘာဖြစ်နေလဲအခုတို့တရားအထုံးနေသူရရတယ်ပฏิဘာကနမိတ်ဇာနာမဟုတ်သေးဘူးပฏิဘာကနမိတ်လောက်နေတဲ့တချို့ကနတ်ဘုံရောက်တဲ့ဆုံနေရတဲ့အပေလေးဝင်အခုဆောက်တော်လေဘူးတဲ့သူရောက်ဘူးတဲ့သူအများရှိတယ်မြန်မာနိုင်ငံမှာပဲရှိတယ်တကဘာအဲဒါတို့တကဘာလုံးလာပါတော့အာကိုတကြီးနဲ့မြန်မာနိုင်ငံကိုဓမ္မဝိရည်လေးတွေနော်အောက်သုံးခုလာနေကြတယ်အဲဘုန်းတော်မြန်မာနိုင်ငံရှိနေဗုဒ္ဓဘာသာဝင်ကြီးပါဆိုတဲ့ပုဂ္ဂိုလ်တွေပါတော့ဒီတိုင်းငုတ်တုကြီးမိနေကြတယ်နော်မဖြစ်ကြပါနဲ့နော်ဒီနေ့ဟာပါဖြစ်လို့ဝါဆိုသင်္ကန်းတက်တယ်ဒီလိုမှတော့ဣသက်တော်အားလုံးဘုံကိုတိုက်တွန်းပါအဲ့တော့ဘုန်းတို့ဝါဆိုသင်္ကန်းဆိုလို့ရှိရင်ဒါပဲရည်ရွယ်ပါရည်ရွယ်ချက်ပေါ်မူတည်ပြီးတော့မှကတ်လို့ကြတာအဲ့လိုလူတဲ့အခါမှာဒါမှမဟုတ်ရိတ်ခါဖြစ်နေတာဘုံကခီးတယ်လေဘုံကပြောပြီးခီးတယ်မှာအရေးကြီးဆုံးပါတော့ရိတ်ခါပဲမဟုတ်လားရိတ်ခါမဆိုဒုက္ခရောက်ပြီနော်စင်စင်ရဲသွားမှာပေါ့နော်ကြည့်လေကားပေါ်မှာရထားပြီးနေပြီလူတွေအကုန်ဒီမှာခီးတယ်ရှိတာပဲလေနော်ဘယ်သူအိတ်ဖောင်းလို့ညာသူကတော့ရင်ကောက်နေတာမဟုတ်ဘူးလားအိတ်ပါပါတဲ့ပုဂ္ဂိုလ်ကြတော့ဘာလို့မြင်ကောင်းစုလို့ထားမှာဟုတ်ဘူးလားနော်ဘုံမှာဖိမပါလာကိုဟုတ်တယ်မလားနော်အဲ့တော့တကယ်လို့မှတော့ဘုံတော့အခုဘာဟောနေတော့ဆိုတကယ်လို့မှတော့ရင်ကောစေချင်လို့ပြောတာသွားတဲ့ဒီမှာဟုတ်တယ်မလားနော်ရင်ကောခေါင်းမော့ပြီးသွားပါဟုတ်တယ်မလားနော်ငါအိတ်ကဖောင်းပြီးပြည့်ရှိတယ်ပေါ့နော်ဒီသဘောကဒါရိတ်ခါအဲ့ဒီရိတ်ခါကိုဘာနဲ့ဖြစ်ရဒါနနဲ့ဖြစ်ရသီလနဲ့ဖြစ်ရခရီးဖြောင်းမှဖို့အတွက်ကြောင့်ဘာဝနာနဲ့ဖြစ်ရဘာဝနာရှိမရှိရင်ဘယ်သွားလို့သွားမှာလဲနော်လမ်းကြောင်းမှမှာပေါ့လမ်းကြောင်းမှာပေါ့ရောက်လာမရောက်လာမသိတော့အဲ့ဒါဘာဝနာမဲ့တယ်ဒီဖြစ်တာအဲ့တော့ခါလေကျတော့ဘုဗ္ဗမောဒီလိုမှဒါနတစ်ပေါ်လုံးလုံးလိုက်တာကဲရိတ်ခါထုတ်ပြီးအားရနေပြီအေးသွားတော့တကယ်မှငရဲကြတာအေးရိတ်ခါအလုံးမဖြစ်တော့ဘူးပြိဿံဖြစ်သွားတော့လည်းမဖြစ်ဘူးဒါပေမဲ့လည်းပဲလုံးဝဖြစ်ဘူးဆိုရင်အန်စားစီကွာတယ်ပေါ့ဥပမာဘယ်လိုပြောမလဲနော်ဒါနအကျိုးကြီးတော့ပြုတ်ပါလေဟိုခွေးလေးတွေပဲကြည့်နေနော်တစ်ထည့်အိမ်မှာဖြစ်တဲ့ခွေးနဲ့ဆင်းလာဖြစ်တဲ့ခွေးတူသေးလားအဲ့ကြောင့်ခွေးကတော့ခွေးတွေခွေးလို့ရှိသေးတယ်နော်နေစရာလည်းမရှိစားစရာမရှိတော့ဘူးလားစဉ်းစားကြည့်ကြည့်အဲ့ဟာလေးတွေကိုနှလုံးသွင်းကြည့်လိုက်လို့ရှိရင်ဒါနဟာဘယ်တော့ကွာခြားသွားလဲသိစ္စာနဲ့ကြည့်ပြီးလေဒါနရဲ့ပံ့ပိုးမှုအားလေအဲ့တော့သူဆန်းစားလိုက်တဲ့အခါဒါပေမဲ့အဲ့ဒီခွေးလေးတော့တတိမှနေနေတယ်ငါကောင်းစားနေရတယ်တကယ်သိသလားမသိဘူးသူစားရတယ်အဲ့တော့ပဲသူသိဘာလို့လဲကောင်းကျိုးဆိုလို့ကုသအကူဘာမှမသိပြိဿံဖြစ်ကြတဲ့ဟိုကအဲ့ဒီညာမဲ့နေပြီဒါကြောင့်မလို့ဘုံဘုံတို့ဟာအသိဉာဏ်ရှိတဲ့ကိုယူကိုစုဆောင်တဲ့ရိတ်ခါလည်းပဲလမ်းမှပေါ်ရောက်ဖို့အတွက်ဘာဝနာမလိုလားတူတယ်လမ်းကြောင်းမှာယူဖို့တဲ့ဘာဝနာလိုပါပဲရိတ်ခါလည်းပြည့်စုံတယ်မဟုတ်ဘူးခီးတော့သွားပါရဲ့ပြိဿံလည်းအပြည့်ပဲစိတ်ကလည်းဖောင်းတယ်လမ်းကလည်းမှန်ပါရဲ့ဒါပေမဲ့ဟောကျောင်းကရမကောင်းဘူးဗျာနော်ပြီးသွားတာရတာရှိပါမလားမရှိပါဘူးနော်အကောင်းစားစမ်းမိုင်မကောင်းတဲ့ရှားပြက်နေရတာနော်ဆေးတွေနေမိတ်ကန်ထိုးလိုက်တောက်လိုက်လုပ်နေတဲ့ပုဂ္ဂိုလ်အဲ့မှာဒီဘလောက်အကောင်းစားနော်အကောင်းစား5 star ဟိုတယ်အစားတော့ယူလာပြီးတော့စားကောင်းပါမလားကောင်းပါဘူးကျမ်းမာရေးချွေးတာနဲ့ရှိတဲ့စီးစိမ်တွေဘာရတာမရှိဘူးအဲ့ဒီအတွက်သီလအရေးကြီးပါတယ်ဟုတ်ပြီလားသီလအရေးကြီးပါတယ်ဒါကြောင့်မလို့ဒါနသီလဘာဝနာဒီသုံးခုအရေးကြီးဆုံးပဲရိတ်ခါအတွက်ဒါနကျမ်းမာရေးအတွက်သီလလမ်းကြောင်းမှာဖို့အတွက်ဘ
ဒါပဲနော်ဒါကြောင့်မနိုင်သွားတာပဲဒါကြောင့်ဒီလက်ကမှာဘုန်းတော်လို့ဆိုဒီလေကတော့သင်ရလူတွေဘာကြောင့်လဲဘုန်းတော်ဝါကတ်တော့ဟုတ်ပြီဘာဆိုဒီကဘာကြောင့်လူတွေဝါကတ်တဲ့လူတွေဘယ်တော့ပဲသိကြအဲ့တော့ဘုန်းတော်ဗုဒ္ဓဘာသာဝင်တွေဒါနဲ့ရိတ်ခါပြတယ်ဒါနပြုမယ်ဘာတွေပြုရမလဲသာသနာကိုဆောက်ရှောက်တယ်ဘာတွေလုပ်ပေးရမလဲဗုဒ္ဓဘာသာဝင်ဖြစ်အဲ့ဒါရည်ကြီးဆုံးအဲ့တော့တကယ်ကမြဲမြဲစားမရှိပါဘူး၄မျိုးပဲရှိတယ်ဘယ်မှလည်းမသိတဲ့ຢာလဲမို့အဲ့ဒါကစွန်းတင်ငန်းကြောင်းစီပြောပါစွန်းတင်ငန်းကြောင်းစီမသိကြဘူးလားသိပါပါသိပြီးသားတယ်ဒါနဲ့ဘုံကဒါဆိုဘုံကလည်းဘုံကဘာကြီးတပည့်တော်သိပြီးသားများဘာကြောင့်ဟောနေကြတော့ဆိုရှိလိုနေသေးလို့ဘယ်မှလည်းမပြည့်စုံဘူးလုံးတော်လုံးတယ်အင်္ဂါအချက်လက်မပြည့်စုံရင်ဘယ်မှလည်းရသိရထိုက်တဲ့အရာပြည့်မရဘူးဥမာလည်းသူပြောပြဘုရားရှင်လည်းထက်တော့မြတ်စွာဘုရားရှင်ကရှင်သာရိပုတ္တရာငြိမ်းချမ်းတော်ပဲဆရာတပည့်တူပါနော်မြတ်စွာရှင်သာရိပုတ္တရာဆိုမြတ်စွာလက်ရတော်ရဧကမဟာသာဝကကြီးပြောမယ်ဆိုလို့ရှိရင်တော့ဉာဏ်ပညာဆိုလို့ရှိရင်ဘုရားပြီးအထက်ဆုံးပဲဟုတ်တယ်နော်တရားတကာဒါလေးဆိုလိုက်သိတန်းဂရီချီပြီးတော့အတိတ်ကိုဖွင့်လိုက်ဒီကြောင်းလေးပဲဒီတိုင်းပဲဒီဟောလိုက်ဖွင့်လိုက်အဲ့တော့အဲ့လိုဉာဏ်ကြီးတဲ့ရှင်သာရိပုတ္တရာမြတ်စွာဘုရားရှင်သူဘယ်လောက်ထိပြီးစွမ်းအားရှိတယ်လဲဒါသိချင်တယ်မြတ်စွာဘုရားရှင်မေးတော်မူတယ်တဲ့ချက်သာသာရိပုတ္တရာတိတ်မှရှိတဲ့သင်္ကန်းကိုငါ့ကိုလူတဲ့ငါ့မှာရှိတဲ့သင်္ကန်းကိုတိတ်ကိုလူမယ်တဲ့ဘယ်သူကအဲ့ဒီဒါနအကျိုးကိုရမလဲတဲ့လူပြီးဆိုတဲ့ဒါနဆိုဒါနအကျိုးကျေးဇူးမရဘူးလားအဲ့အကျိုးကျေးဇူးကိုငါကဘုရားရှင်ကရမလားရှင်သာရိပုတ္တရာကရမလားဆိုတော့နော်သူ့မှာရှိတဲ့ကိုယ်လူပဲသူ့လူဆိုလို့ရှိရင်အဲ့တော့အပြန်အလှန်တွေ့တဲ့မှာဘယ်သူအကျိုးကျေးဇူးရမလို့သူသိနိုင်စွမ်းကိုမေးတဲ့အခါမှာရှင်သာရိပုတ္တရာလျှောက်ထားပါတယ်မြတ်စွာဘုရားတဲ့မြတ်စွာဘုရားရှင်တပည့်တော်ဆရာသမားလည်းဖြစ်တယ်ဂုံအားဖြင့်လောကမှာအတုမရှိအနိုင်နဲ့ဖြစ်တော်မူပါလေတပည့်တော်ကတော့တပည့်သားတာဖြစ်ပါတယ်အဲ့တော့တပည့်တော်အမြတ်ဆုံးပုဂ္ဂိုလ်လူရတာဆိုတော့တပည့်တော်အကျိုးကြီးရမှာပေါ့ဗျာတပည့်တော်တပည့်သားပဲဒီဆရာတပည့်တော်တရားရမှာပေါ့ဗျာဒီလိုမြင်ပါဒီလိုသိမှပါတယ်လို့ဆိုတော့မြတ်စွာဘုရားရှင်ကပြန်မိတ်တော်မူပါလေစေတသာရိပုတ္တရာမှားတယ်တဲ့အဲ့ဆိုဘယ်လိုဒီလိုပေါ်ရမှားတယ်ဆိုတော့အကျိုးကျေးဇူးဒီပေါ်ရတာစေတသာရိပုတ္တရာပြောတာကဘယ်သူအကျိုးကျေးဇူးရတာနော်ဘုရားကိုလူလို့ဘယ်သူအကျိုးကျေးဇူးရမှာလဲတပည့်ကရမှာမဟုတ်လားဆရာတပည့်မှာဘယ်သူကတပည့်ကိုရမှာလို့ပြောမှာနော်လောကမှာအမြတ်ဆုံးဖြစ်တဲ့ပုဂ္ဂိုလ်လူခွင့်ရတာတပည့်တော်အကျိုးကျေးဇူးရမှာပေါ့ဘုရားနဲ့ရှင်ကိုကတော့ဘာမှမဟုတ်ဘူးလေအဲ့ဒီပုဂ္ဂိုလ်သူကလူခံတဲ့ပုဂ္ဂိုလ်ကိုကြည့်ပြီးပြောတယ်ရှင်သာရိပုတ္တရာတွေ့တာကလူတဲ့ပုဂ္ဂိုလ်နဲ့အလူခံတဲ့ပုဂ္ဂိုလ်နဲ့လည်းမရှိဘူးလားအဲ့တော့အဲ့ဒီမှာရှင်သာရိပုတ္တရာလျှောက်ထားတာကအလူခံတဲ့ပုဂ္ဂိုလ်မြတ်တဲ့အတွက်ကြောင့်အကျိုးကျေးဇူးဘယ်သူကိုရမလဲတပည့်ကရမှာဆရာရမှာတပည့်ကရမှာဒီလိုပြောမြတ်စွာဘုရားရှင်ကမှားတယ်တဲ့ဘာဖြစ်လို့လဲဗျာလို့ပြန်လျှောက်တယ်။ဒါညာအကြီးဆုံးပုဂ္ဂိုလ်ကမှားနေလားမှန်နေလားမှားနေတယ်လောကမှာတရားပြီးအကျိုးသက်ဆုံးနော်အမတန်ညံတဲ့နော်မြတ်စွာဘုရားပြန်မိတ်ကြတော်မူပါလေသတ္တသာရိပုတ္တရာတဲ့သင်ကအလူခံတဲ့ပုဂ္ဂိုလ်တွေနဲ့ကြည်တာငါကအကျိုးကျေးဇူးဆိုတာကအလူခံတဲ့ပုဂ္ဂိုလ်ဘက်ကိုသွားတာလူတဲ့ပုဂ္ဂိုလ်ဘက်ကိုသွားတာဒီလိုတကယ်မှလူတာမဟုတ်လားလူတဲ့ပစ္စည်းကဘုံဘုံအလူခံတဲ့ဘက်ကိုသွားတာလားအကျိုးကျေးဇူးကလူတဲ့ပုဂ္ဂိုလ်စီသွားတာလားဒါပဲပေါ့သူ့ရဲ့အကျိုးကျေးဇူးကလူတဲ့ပုဂ္ဂိုလ်စီသွားမှာလေမဟုတ်ဘူးလားနော်အေးအဲ့ဒီအကျိုးကျေးဇူးအတိုင်းပဲငါကလူတဲ့ဘုရားရှင်မိတ်တော်မှာရှင်သာရိပုတ္တရာလျှောက်ထားတာကအလူခံတဲ့ပုဂ္ဂိုလ်ဦးစားပေးပြီးကြည့်ပြီးပြောလျှောက်ဘုရားရှင်မိတ်တာမဟုတ်ဘူးချစ်သာရိပုတ္တရာချစ်တာတဲ့ငါဘုရားကိုအကျိုးကျေးဇူးရတယ်တဲ့အဲ့တော့တပည့်လူမျိုးကိုရပါလားပေါ့နော်ဆိုတော့ဘုံဘုံတော်တကယ်တပည့်တွေလိုက်ပြီးလူအောင်လို့ဖြစ်နေတယ်လားဆိုတော့ဘုရားရှင်ကဒါပြောတာချစ်တာတဲ့
ရှင်သာရိပုတ္တရာလျှောက်တော်ဘာကြောင့်များတော့အကြောင်းအရာသိချင်တယ်ဘုရားရှင်ကပြန်ကြည့်ကြတော့ဘူးပါတယ်ချက်တာတဲ့ဒါနတစ်ခုကိုဘယ်လိုလုပ်ရမလဲစိတ်ကိုဘယ်လိုထားရမလဲနော်အဲ့တော့အလူခံတဲ့ပုဂ္ဂိုလ်ကတော့ဣလေသာငြိမ့်နေတယ်ညာတာဖြစ်ပြီဆိုတော့ဒါအမျက်ဆုံးတယ်ဒီပုဂ္ဂိုလ်အလူခံပုဂ္ဂိုလ်ကဘုရားရှင်ကသူကညာအရာမှာသမ္မာသမ္ဗုဒ္ဓဆိုတဲ့ပုဂ္ဂိုလ်ဖြစ်လို့လောကမှာအမျက်ဆုံးလို့သတ်မှတ်တာဒါနဲ့သူလည်းယဟန္တာပဲနိဗ္ဗာန်ကိုမျက်မှောက်ပြုတဲ့ဉာဏ်ချင်းရှင်သာရိပုတ္တရာဘုရားရှင်နဲ့ရှင်မောဂလနဲ့ယဟန္တာဖြစ်တဲ့ပုဂ္ဂိုလ်ချင်းအားတော့အတူတူလေးကြီးတယ်သူကပုံမြတ်တယ်သူကယဟန္တာမှာပုံမြတ်တယ်သူကယဟန္တာမှာနှိမ့်တဲ့အရွယ်အလတ်ဖြစ်တယ်ဆိုမရှိဘူးနိဗ္ဗာန်မျက်မှောက်ပြုသွားတာတတိယပဲတညီတယ်ပဲဒါပေမဲ့လောကမှာရှိတဲ့ကာလမှာရရှိထားတဲ့ဘုံတကူစွမ်းအားဉာဏ်စွမ်းအားတွေမှာကြတော့ကွာသွားတာဥပမာတော့တကယ်တော့အမျိုးသမီးတွေကြီးပဲလေအမျိုးသမီးတွေကြီးပါလေမဟုတ်ဘူးလားအဲ့ဒါကြတယ်အမျိုးသားတွေအမျိုးသမီးတွေကြီးပဲဆိုကြတယ်ကွာဒါကမှအမျိုးသမီးတွေကယုံကြည်ကြတာတူလားမတူပါဘူးဉာဏ်ရည်တူလားမတူပါဘူးအမျိုးသမီးဒုလို့သာပြောတာဒါအခုလို့တပည့်တဲ့တပုံစံနဲ့ပြောလို့မရဘူးဟုတ်တယ်နော်ဒီတိုင်းပဲဘုရားမှာကြွားကြတာပဲရှိတယ်ဉာဏ်ဖြစ်တဲ့ရှင်အတူတူဒါကြောင့်မြတ်စွာဘုရားရှင်အလူခံပုဂ္ဂိုလ်လူတဲ့ပုဂ္ဂိုလ်အရေးကြီးသွားတယ်အလူခံပုဂ္ဂိုလ်ရွေးပြီးသွားပြီဒီနေ့ဘုန်းဘုန်းတို့တန်ခါတွေဘုန်းတော်တွေကဗုဒ္ဓဘာသာဖြစ်လို့တန်ခါဆိုတာဟာဘာလို့လူရဌာနတစ်ခုဖြစ်တယ်ဘုရားတရားတန်ခါဒီရဏသုံးဥဒိဋ္ဌာယရဏသုံးပါးနဲ့ပတ်သက်ဆက်ဆိုင်ပါလို့သာသနာချင်းမြောက်တာဒါကတက်တန်းရှိဖို့အတွက်ရည်ရွယ်ချက်တွေထားပြီးတော့ပါလို့တန်ခါတနာကိစ္စဆိုတဲ့တိုင်းတန်ခါကိုယူကြည့်လို့ဒီသာသနာတော်အတွက်ရည်ပြီးတော့မှဒါနပြုတယ်ဟုတ်ပြီဒါပေမဲ့လည်းအလူကပုဂ္ဂိုလ်တွေကယူပြီးသွားတယ်တန်ခါဂုံကိုရှိမှပြီးတူပါဟုတ်တယ်နော်အဲဆိုဘုန်းတော်ဘယ်သူပဲဘုန်းကြီးပြရပါလေရတယ်လေကောင်းတာပေါ့တန်ခါဂုံကိုရှိမှယူဒါဆိုဘာလို့ပါလို့ဘုန်းဘုန်းပဲပြနေရတော့ပြောလို့ရှိရင်ဘာလို့ဆရာတော်ပြနေတာဒါတော့တရားဟောတာကျွန်တော်ပူပြီးလားဘာလို့ဆရာတော်တရားလေးနာချင်တယ်ပဲဘာလို့ဘုန်းဆရာတရားနာချင်ဒီအချက်ရှိလို့ပဲဟုတ်ဘူးလားလက်ဆရာတော်တိုင်းနဲ့ဆရာတော်ပြဆရာတော်ဦးစီးတော်တန်ခါတော်လေးပြဒါပေမဲ့လူတဲ့အခါတန်ခါကိုကိုရှိမှပြီးတူဒီလိုမှမှာနော်အဲ့တော့ဒါနပြုတဲ့အခါမှာကတော့ဟိုကငါဆရာတော်ဒီငါဆရာတော်ငါကိုရင်ငါဦးစီးတော်ဆွေးနေတယ်ဟုတ်ဘူးလားငါမရှိဘူးဟုတ်ပြီလားနော်တရားနာဖို့တော့ရွေးနိုင်တယ်ကိုရှင်းလင်းအောင်တရားလမ်းညွှန်မဲ့ပုဂ္ဂိုလ်လေအဲ့တော့ဘုန်းဘုန်းတို့လေကလေးတွေကျွရှင်ဖို့မယ်တောင်းထားမယ်ဆိုရင်တော့ဆက်စမမရွေးဘူးလားဒါပဲလေကိုယ်သားမျိုးပဲတကယ်ပြနိုင်စွမ်းနိုင်ဆိုရင်ဆက်စမရွေးသလိုဟုတ်ဘူးလားနော်ဘယ်တော့ရှိပါလဲဒါပါပဲအဲ့တော့ဘုန်းဘုန်းတို့အရေးကြီးဆုံးဒီဓမ္မတော်တွေမြတ်စွာဘုရားတော်မူတဲ့ဘာဖြစ်လို့ငါအကျိုးကျေးဇူးရဖို့ဆိုဒါနတစ်ခုကိုဘယ်လိုလုပ်ရမလဲဆိုတာကိုအင်္ဂါအချက်လက်တွေဘာတွေလိုလဲဆိုတာသင်္သာရိပုတ္တရာကငါပို့ပြီးလို့အဲ့တော့တရားအလုပ်ဒါနသီလပါသုံးချက်ပြောထားပြီနော်ဒီသုံးချက်ကိုလို့အရေးကြီးစွာပါတော့ဆိုဘယ်လိုလုပ်ရမလဲဆိုတော့အရေးကြီးလားမကြီးဘူးလားအရေးကြီးအဲ့တော့အရေးကြီးတဲ့အခါမှာဒါဆိုရင်ဒါနကိုဖြစ်မယ်ဒီနေ့ဘုန်းတော်ဒါနအတွက်ပြင်ထားကြအဲ့ဒါဒါနဥစ္စာဒါနလုပ်မယ်ဆိုဘာတွေအရေးကြီးလားကဲဘာတွေလုပ်ရမှာလဲဆိုဘုန်းတော်မှာသုံးအလေးမျိုးပဲရှိတယ်ခဏဘာပြောလိုက်တယ်သွန်လောက်ကြပါကိုမျိုးပေးပါကြည့်ဘိုးတော်မကြတရားဘောတော်မပြီးသေးဘူးကြံတော့ဆုံးတော်မဖုံးရဘူးမလုပ်ပါဘူးဘုန်းဘာဟောလို့ဆိုဤဘူးဆိုတော့တရားစီရဘုန်းမဟောလဲမောတာဖြစ်ချင်ဟုတ်လားဘာလေးကြံကြောင်းဟုတ်နော်သုံးတင်ညာကြောင်းဆိုဒီလိုပါဆိုတင်ညာဆိုပါတော့အာယုံကမနဲ့အာယုံလွဲမနဲ့အခုထောက်စံပေါ်တာပဲပြောစရာမလိုဘုံမှာပဲခေါ်စရာမလိုတကယ်မှကိုယ့်ကိုခေါ်တာနော်ငါဆုံးကြည့်မယ်ဒီလိုချက်သွားတာအေးအာယုံကဒီနေ့တကယ်တော့မပြည့်စုံလို့ဘုံတွေ့တာဒါပြည့်စုံချင်တယ်လမ်းကြောင်းမှာလည်းပြပေးမယ်ဒီဘောကိုဒီတစ်ခါမှပြည့်နောက်တစ်ခါပြည့်အောင်ဖြည့်ကြတာဖြည့်သွားရင်အကျိုးကျေးဇူးပြုရမှာဘယ်လိုခံတဲ့ပုဂ္ဂိုလ်ကလူတဲ့ပုဂ္ဂိုလ်လားဟာပဲဟုတ်တယ်နော်အဲ့တော့တကယ်မှလူတယ်ဥပမာပေါ့ဘုန်းတို့ဒီမှာ
သုံးပဲသွားတရိရတယ်ဒီနေ့ဘုန်းလို့သင်္ကန်းတစ်စုံပါသင်္ကန်းတစ်စုံတက်နိုင်၅ပါးပြီ၅စုံပြီသုံးပါးပြီသုံးပါးနဲ့သုံးပါးဒီနေ့ဘုန်းလို့မနေ့ကဦးစမ်းပြီးသူကဒီရက်ဆက်ပဲဘယ်နည်းတော့ရှိတယ်မသိဘူးဆက်တိုက်ဒီပွဲချက်နေတာဒါအမိကအစောကြီး booking ချိန်ထားလို့ဒီကလာလူနေကြတာလည်းမရဆိုမနေ့ကဆိုဘုန်း၄ဘွဲတော့အဲ့ဒါဘွဲဆိုဦးစင်းတို့ကအစားထိုးလိုက်ဒီကဦးစင်းအစားထိုးသွားအဲ့ဒါတော့ခရံကနေလာတော့မသွားနိုင်ဘူးဦးစင်းခရံရုံးကလေဘိုးတို့ဘာဆိုသင်္ကန်းကပ်ဖို့ပေါ့နော်အဲဒီတာမဲ့ကြီးဒီမှာဆိုဘုံကသိနေအဲ့ဒီကတော့တခြားလည်းကြတော့သုံးဘွဲတော့ဆက်ပြီးဘုံသွားဆိုတော့မနေ့ကညနေအထိပေါ့ဒါကနေ့စုံတော့မရတော့ဒကာကြီးဆိုတော့ဒီတော့ဟဲပါပဲအဲ့ဒါဒကာကြီးဘာဆိုသင်္ကန်းကပ်ချင်လို့ဗျာအဲ့ညနေမှကြော်ပြီးမယ်ညနေမှရမှာရပါလေတလည်းကြီးကုန်ပြီဆိုတော့80ကျော်ကြီးဆိုတော့တာမဲ့လည်းချွေးကြီးကုန်ကြပြီဆိုတော့အဲ့ဒါနဲ့ဒီဘာလို့လဲသုံးပါဗျာဟုတ်ပြီသုံးပါသုံးစုဒီလိုပြတပါးလဲဆိုလို့ရှိရင်တိုင်းကပဲပေါ့ဆိုတော့မင်းလိုက်ရတော့ဒီလိုက်နိုင်မှာဖြစ်တော့ဟုတ်ဘူးလားလို့တော့တော့မှနော်ဘယ်တော့နိုင်ပြောချင်တယ်ဓမ္မတွေအာယုံအဲ့ဒါဆိုပြီးတတ်ချင်တယ်သင်ကဦးစားပေးလိုက်တော့ဒီစီက၄မျိုးရှိရလေအဲ့ဒါနဲ့တွေ့ပြီးငါစိုးလေးကအောင်မယ်ကွယ်ဘယ်တော့ပါကြနော်အဲ့တော့ဖိတ်ကြားတဲ့ပုဂ္ဂိုလ်တွေဧည့်သည်တော်တွေဆိုလို့ရှိရင်ငါတို့ကဒါလေးဘုံဘုံပြီးပြီးလို့ရင်အရုံမိတ်ဆွေတို့တရားနာတို့လည်းတရားအတိရပါတရားအတိရရင်ဘဝတန်တရားကြီးမှတို့ချမ်းသာတော့ဒီအတိမရှိရင်ဆင်းရဲတာဟုတ်တယ်နော်ဓမ္မအတိရကြပါစေတရားလမ်းတော့ဓမ္မအတိဆိုတာလေကိုယ်တန်တရားကြီးကိုသွားတာဘယ်လိုသွားမလဲဆိုပြီးတယ်အဲ့ဒါမျိုးပြန်ကျွတ်အောင်နိဗ္ဗာန်ကိုဘယ်လိုသွားမလဲဒါအတိကိုဒါမြက်သွားအဲ့ဒါဆိုတော့ဘုန်းလို့မြန်မာတော်တော်များဖြစ်တာအပေါ်တက်ပါတရားကြောင့်ပြောအမြင့်လေးကြီးပဲ heavy တွေနော်အောက်ခြေကျတော့လွတ်နေတယ် foundation မခံဘူးကြည့်လိုက်တော့တိုက်ကဘာလို့လက်တပါတာအင်မတန်လားနော်ငလင်လေးလို့လည်းတော့ဘုံဆိုပြောချတယ်နော် foundation မခံတာတွေ့တယ်မလားနော်ကိုလေးပြောတာမလို့ဘိုးတွေကလေးတွေလောက်တော့မန်းလေးတွေဘုန်းတွေဟိုကိုယ်တည်းမှရှိတော့ဘုန်းကဆက်မေးရတာပေါ့။မှန်းဆက်ပြီးတော့အချက်လည်းကောင်းမှပါညာပေါ့။ကျွတ်ကအမလီဘုံဘကြီးလုံးဝမရဲလို့ဖြစ်နေပတ်ခါလေးကိုအကိုပြုမရှိတော့ဘူးဆိုတော့ဘိုးထင်တာကိုအကုန်လုံးဂျုံလုံးကြပြီးတော့မန်းလေးတွေတို့မျိုးတော့အိမ်ကြီးမရှိတော့ဘူးလားလို့ထင်တာပေါ့နော်။နောက်ပြီးတော့ဘုံလည်းဆင်းသွားပြီးတော့လေဟုတ်ပါဘူး။နော်အဲ့ဘာလို့ဖြစ်တဲ့ခါကျတော့အလ္လာဟ်အားစိတ်ဆိုတော့အကုန်ပြုပြတ်နေမြင်တာကို။ဟောဆက်ကောင်းတယ်နော်အချို့တိုက်ကြည့်ပေးနာတွေကလေဒီကြီးရှိနေသေးတယ်ကြားတဲ့အရာပြူကြပါနော်တရားကောင်တစ်မျိုးလုံးအကုန်လုံးပြဖို့သွားတာမဟုတ်ပါဘူးကံတရားဘယ်လောက်กว่าတော့ဆိုတာဒါပေမဲ့စောက်ဒီဆောင်လဲပါမယ်ကံတရားလဲပါမယ်ပေါ့နော်အိမ်ဟောင်းနဲ့အိမ်တက်နဲ့လည်းမဆိုင်ပြောချင်တာဘာလို့ဆိုအောက်ခြေ foundation အခြေခံကိုအရေးကြီးလားမကြီးလားဆိုကြည့်ပါတယ်ဒါတော့ဆွန်းသင်္ကန်းကြောင်းစစ်ဆွန်းပေါ်မှာဆွန်းကမယ်ဆိုတကယ်တော့မတော့အာယုံနှလုံးဆွန်းမှာထားတာဆွန်းမှာဘာကမလဲနော်ကြောက်ကြဆိုင်ရမယ်ဆွန်းကရင်ဆွန်းမှာကြောက်ကြဆိုင်ကြောက်ကြဆိုတာဘာပြောလဲအလေးအနက်ထားတာအဲ့ဒီပေါ်မှာစိုးရင်စိတ်ထားဟဲ့ဒါလေးမှလူငါမသိတော့ဘာလဲလို့အဲ့ဒီစိတ်ကူးဟာတဲ့စိုးရင်စိတ်ဆိုတာဘာတော့ဒီထက်ပိုကောင်းတဲ့ကောင်းအောင်လုပ်ချင်တဲ့စေတနာကိုတိုးနေတာအဲ့ဒါအကုသိုလ်ကိုကုသိုလ်ဖြစ်တယ်အဲ့ဒီကြောင့်ကြဆိုင်ကြောင့်ကြဆိုင်ရမယ်တဲ့ဒါဆိုအလေးနဲ့ထားပြီးတော့ဆုံးကပ်မယ်ဆိုဆုံးမအလေးနဲ့ထားကြပါသင်္ကန်းဆိုသင်္ကန်းအလေးနဲ့ထားကျောင်းလူမယ်ဆိုလို့ရှိရင်ကတော့ကိုတတ်ဆွမ်းတဲ့ညတွေပေါ်မှာကြောင့်ကြဆိုင်အဲ့လိုလူရင်းနဲ့မှာနိုင်ဒီတဲ့အဲ့လူကြီးကဟဲလူလိုက်ရတယ်ပီတိတွေဝင်ပြီးတော့နောက်ထပ်ကိုတရားဆက်သွားအောင်ငါဒီချက်မကဆုံးတွေလူနိုင်ရစေဒီတော့ကကောင်းတဲ့သင်္ကန်းတွေကိုလူနိုင်ရစေသင်္ကန်းလည်းမျိုးဘုန်းတော်အခုတိတ်မကွဲဘူးနော်လို့ဆိုလို့သင်္ကန်းလည်းဈေးတူလို့လားအေးလူဥစားလေးတို့နော်စိတ်တော့ကြောက်တာလေးရှိတယ်ဟုတ်လားနော်လူနိုင်မစီတော့ဟုတ်လားနော်ဒီတဲ့ကောင်းသင်္ကန်းလည်းလူနိုင်ရစေဘယ်သူပဲလူကဒါပေမဲ့ဒီကရမတော့စိတ်အဲ့လိုထားနိုင်ဘူးကိုယ့်ရဲ့ကုသိုလ်ဒါနကိုတိုးချင်တယ်ဒီကရဘဝမြင်တယ်ဟုတ်တယ်နော်အဲ့တော့ကျောင်းဆိုလည်းဒီတိုင်းပဲပေါ့ဒါကြောင့်လို့မလူနိုင်သေးတော့ပါတော့တပိုင်းတနိုင်ပေါ့ဟုတ်ဘူးလားဥဒ္ဒစတဲ့ဒီမှာလည်းစပေါ့အဲ့ဒီမှာဆရာငါလေးဒါကြောင့်လူရှင်လိုက်တာဟုတ်လားတဝင်းလုံးကိုလူရှင်လိုက်တာဒီထဲမှာကံမလို့အဲ့ဒီစိတ်ကိုဝေးရမယ်
ဝိတာအကြောင်းမှာအဲ့လိုထားခဲ့ပြီးမှနောက်ဆုံးမှာဥပ္ပါကြောင်းနေတယ်နော်အမတန်မမြတ်တာဒါသူတို့အကြောင်းကြည့်သူတို့တော့ဟိုနတ်ပြည်စိန်နတ်နေဒီပေါ်2600လောက်ရှိနေတယ်ဘုံမတို့သူနာပဲခုတည်းကြီးပါတော့လူကြည့်ဝိတာကဆိုပြီးဘူးတယ်မလားကြားဘူးတယ်ဟုတ်လားတိလည်းသိကြတယ်မဟုတ်လားဘုံလေးပါလေးဆက်ပေါ်ပေါ့နော်အဲ့တော့ကြည့်ဝိတာကောင်းမှလေအနာဂတ်တထေးကြီးဟုတ်တယ်မလားနော်လွယ်လွယ်နေရတာသူ့ရဲ့စိတ်တက်တယ်အမတန်ကောင်းတထေးတွေလည်းဘုံကလည်းမျက်နှာလိုက်တယ်ပြောနေလို့မဟုတ်ဘူးစင်ရတဲ့ပုဂ္ဂိုလ်ရှိတယ်ကောင်းလိုက်တာနှလုံးသားတော့စွန်သင်္ကန်းကြောင်းမဟုတ်ပါဘူးစိတ်ကျမ်းမာရေးအတွက်နော်ဒီကနေ့မှလည်းသိသိတယ်ကျမ်းမာမကောင်းလို့ဆိုမဆေးတွေလာပြီလားဒီကြားတဲ့စင်တာပါဦးမိဟုတ်လားအဲ့ဒါဘေးဒီဆရာပြောဟေးဘုရားမဆေးရလို့လဲအိုးရေးရချီဖို့ကျမ်းမာရပေါက်လာပြီဆိုတော့ဒီနေ့တို့ဘုရားဘာသာဝင်စိုးနေတာပြက်နေတာလေအမလေးဒီမကောင်းပါပဲအရေးကြီးတော့ဒီကောင်းနေတော့ဘာကိုသိမရနော်အမြဲတမ်းထောက်ပြန်နေပါပဲဒါကြောင့်ဒီပစ္စည်း၄ပါးပေါ်မှာကိုတိုးရင်တိုးတတ်တော့စိတ်ဓာတ်တွေဝင်ကြပါဟုတ်ပြီလားအဲ့တော့ဘုန်းတို့အလိုပစ္စည်းကိုကြည့်လိုက်လို့ရှိရင်ဘယ်လောက်ကြောင်းကြဆိုင်တယ်ဆိုတာဟုတ်လားမြင်တာပေါ့ဟုတ်တယ်နော်ဒီနေ့မှခါပြောလို့ဘောဝယ်လေးပြင်မယ်ဆိုတော့နော်စံစီစားပေါ့ဒီကပြောကြတယ်ဟုတ်တယ်နော်ဒီနေ့မှနောက်ထပ်လူပွဲတွေပါတယ်ရှိတချို့ပြောသေးတယ်ဒီတော့ဘုန်းတွေလေးငင်ကြသွားတော့တချို့လည်းပြီးဘူးဘုန်းလည်းဘုန်းတို့ဘာလေးဘုံလုံးပြားတဲ့ပြီးတော့ဘာလူကြီးကောင်းလို့ဘယ်လိုခေါ်ငါလည်းဘာပြောမသိဘူးအဲ့တော့နောက်ဟိုပြီးဘုန်းကြီးကဘာ30မရှိပါတော့အဲ့တော့ပြောချင်တာကကြောက်ကြတော့ဆိုင်တယ်ဒါပေမဲ့အခြေခံသဘောတွေနားမလဲကြဘူးလေဟုတ်တယ်နော်အဲ့ဒီပုံမှာမှတွေ့ရတာကဘုန်းတို့ဘွားရဲ့အတွေ့အကြုံဒါကြောင့်စာတတ်ပြီးတယ်ဆရာလေးတွေကြတာတော်တယ်ပဲဘုန်းမသီလရှင်တော့တော်ရှောင်းတာစကားမပြောတတ်လို့အရင်တော့ဆရာလေးခေါင်းလားဆရာကြီးတော့ဘာမှလည်းမသိဘူးအဲ့တော့တော်ရှောင်းတာဒါပေမဲ့ဆရာလေးကသာသနာ့ဘောင်ထဲဝင်ကြလို့မတွေ့ဘူးနဲ့ကြတာလေအဲ့တော့ဘုန်းတစ်ခါကျတော့တူတူစမ်းလေးလေအဲ့လူတို့ကဘယ်နာကိုစပြည့်ဆိုရင်ပြင်စပြပေါ်တော့ဘာလို့များတဲ့အမေအတိုင်းတို့အမျိုးသမီးလေးလူလာမသိပါဘူးဘာလို့ဒီလာဘူးခါဘာတွေတော့ဆိုတော့ဒါပေမဲ့အငါတို့ကငါတို့ဘာအသက်ဆရာတို့ဘာလေး30ချင်လို့သူစားတော့ဆိုတော့အကြောင်းအရာကတော့ကြောင်းကြဆိုင်လို့ရှိပေါ်လာပါလိမ့်မယ်တော့ဘာကြလားအဲ့ဒီတော့ဒီဓမ္မတို့လူတဲ့ပေါ်မှာမလူနိုင်သေးရင်တော့အဲ့ဒီနဲ့လည်းအားပေါ်မှာကြောင်းကြဆိုင်လို့လည်းတည်ရှိဖို့အရေးကြီးတယ်ဒီဓမ္မတစ်ခါလာဒီဓမ္မကလူနိုင်ကြစီတနေ့လို့ဒီလိုပါဆိုတင်လိုက်ပဲနေ့စဉ်ဒီနာကံနဲ့ကြိုးစားမယ်ဟုတ်လားနောက်ဒီရက်ပါလို့ရှိရင်ကြံတဲ့အချိန်မှာဟဲ့ဘယ်သူမွေးနေပတ်တယ်ကအလူမျိုးလုပ်ဘူးအကိုတို့အများကြီးခေါ်ပြီးကြီးလို့လို့အရေးမကြီးသေးဘူးမိသားစုလေးဖြစ်ပြီးပေါ့လို့ကြီးကိုယ့်ရဲ့ဓမ္မမိတ်ဆွေတွေလာပြီးတရားနာတယ်ကိုယ်မှမိတ်ဆွေတွေချင်းမကြီးလို့ရှိရင်အသက်တော်ချစ်ရှိ90ကျော်90ကျော်တော့မှာနော်အဲ့ဒါလေးတရားနာစီချင်လိုက်တာအသက်တွေကြီးကုန်ပြီဟုတ်တယ်မလားအခုအရင်တော့လို့အရင်တော့အထူးတရားဝယ်ရှိတာကိုတရားဝယ်သွားနာလို့ရအဲ့ဒါလည်းပဲအသက်ကြီးပေါ်လည်းခက်ပါလေသွားဖို့လာဖို့လေနော်ဒီလိုလေးတော့မိသားစုဝိုင်းနေနေဆိုတော့တရားနာလို့ရဘူးလားတရားနာလို့ရတယ်အဲ့တော့ဒီနေ့တကယ်တော့ဓမ္မဒါနရှင်တွေပဲတရားအလူရှင်တွေဖြစ်ပြီးတယ်နော်ဝါဇုပင်ကနေကတ်တယ်လူတွေလို့ထင်နေကြတယ်နော်ဟောတာတော့ဘုံမဟောတာလေဟုတ်လားနော်ဘုံမတော့ဘုံမဟောတဲ့အကျိုးဓမ္မဒေသနာရဲ့အကျိုးကြီးဆိုဘုံမရပြီဒါပေမဲ့အဲ့လိုဖြစ်ပြအောင်စီမံဆောင်ရွက်ပြီးတဲ့အတွက်ကြောင့်ဒီနေ့မှာဓမ္မသဘင်မဖြစ်သွားဘူးလားဓမ္မသဘင်ဆိုတာဓမ္မတဘာကဆိုတဲ့ပါဠိစကားလားဓမ္မဆိုတာတရားတဘာဆိုတာစီးဝေးတာလူတွေစုစုဆောင်တာအားလုံးစုစုစည်းစည်းနေပါတော့နာယူတာအဲ့ဒီလူတွေစုစုရှိတာတဘာလို့အဲ့ဒါပါဠိပြတော့သဘင်လို့ဖြစ်သွားတယ်သဘင်ဆိုတော့တွေ့မလားဒီအငိမ့်တွေကကောက်ရင်လူတွေပါတော့လူမရှိတဲ့ကောက်တယ်လို့လားလူတွေစုရိုးတော့အကုန်လုံးစုပြီးသွားနားထောင်ကြကြည့်ကြတယ်လို့လားအဲ့ဒါသဘင်လို့ခေါ်ကြစုစည်းရှိလို့ဒါကြတော့ဓမ္မသဘင်တရားနာဖို့လည်းစုစည်းကြတယ်လူတွေဓမ္မသဘင်ဒီနေ့ဒီဓမ္မတော့ဒီမိသားစုတော့ဓမ္မသဘင်ကုသိုလ်လည်းမရဘူးလားဒီနေ့ဝါဇန်ကလည်းကုသိုလ်လေးအလူလေးရှိလို့လာကြပါဦးဟုတ်တယ်မလားနော်အဲ့ဒီအလူရဲ့အကျိုးကျေးဇူးတရားအဲ့ဒါဘောဓနာလို့ရှိရင်တော့သွားရောဒီနေ့မလို့ဘုံလို့ဆရာတော်ဘာလို့ဆရာတော်ညီဘူးလဲဘုံမရှိပါဘူးဘုံလို့ကသူလည်းဓမ္မကြောင့်ဟောနေတာဘုံလို့လည်းဟောနေတာကိုဟောနေတာဆိုတော့
ဒီလိုမှလည်းတော့အတွေ့အကြုံနဲ့ခံစားချက်ချင်းကတူနေတာပေါ့တိနေတာဒါဆိုတဲ့တရားပွဲလို့တာအမဲဝယ်ဥစ္စာလုပ်တဲ့ဘုကသူကနမနာသူကတရားတွေပြီးသားလို့သိတယ်မလားကိုသွားလိုက်တောင်သွားလိုက်မြောက်သွားလိုက်အလုပ်တွေလုပ်ပြနေတယ်အမဲတော့သူကကျွမ်းကျင်ပြီးသားတယ်လို့မျက်စိကိုဘုံရလည်းပလိမထိုင်မျက်စိကိုနောက်နေတာသူတို့ကရှုပ်နေတာသိလားအမှန်အနောက်ချက်ဖြစ်နေတာသူမသိဘူးတရားနာပြီးဆိုအကုန်ကြီးဘာမှမလုပ်နိုင်တော့တရားဝဆကြည့်ပါပြီးဆိုကြတော့အကုန်ပြစ်ထားလိုက်တော့ဒီမကြည့်တော့ဟုတ်တယ်နော်အဲ့လိုပြမှာအမှန်မဟုတ်ဘူးအမလေးကျွတ်ကျွတ်နဲ့ဟိုကလည်းဟိုဘက်နိုင်လိုက်ဟိုနာကန်လိုက်အစင်ကိုတို့ပုံလုံးထင်နေတာအဲ့ဒါနဲ့ပတ်သက်လို့ဆရာတော်မိတ်ဘူးတဲ့အဲ့ဒါနဲ့ပတ်သက်လို့ဟောရသေးတယ်တဲ့ဒီတရားကိုချင်းပါတောင်းယူတဲ့ပုဂ္ဂိုလ်တွေဟုတ်တယ်နော်ဝေယဝဆလုပ်တဲ့ပုဂ္ဂိုလ်တွေအကုန်ပြစ်ထားလိုက်ခဏထိုင်းမှာတော့ဘုံတောင်းရောက်ဘူးလေရိတ်တာလုပ်တဲ့ကြောင့်ဘုံကမှဖုကမှာတရားစခန်းနဲ့ဆရာစခန်းဖွင့်ပေးနေတာအဲ့နောက်တဲ့ဒီတောင်းဆောင်လေးမှာတတိတယောက်ကဦးတဲ့တကပုံလူထားတာတတိတယောက်ကတရားစခန်းနဲ့ဘယ်သူပဲလာဖွင့် free ပေါ့အဲ့ဒါမျိုးကဒီနမ free ဆိုရင်ခဏပြောလို့ပေါ့သူမှအဲ့ဒီမှာကုန်ကြရေပုံကြီးဖို့ပြင်လာတော့ပြရမှာပေါ့နော်ဒါတော့ပဲတတ်မှတ်ချက်နေတယ်သွားဒါအစင်းညံတာ 5 star hotel ထက်တော့ဒါလေးတွေပြောမလားမသိပါဘူးအဲ့ဒီလိုအပေါ်မှာအောက်မှာချက်တဲ့မျိုးကိုကြောင့်ဆိုရဲ heavy တွေဘေးနားမှာဆိုရင်ကတက်တာမှာဘုံလို့မမြင်ဘူးရေကတက်တာမျိုးတွေအသာတီဝလန်သူဆိုင်ရလက်စင်မိကိုဆိုဝေးမှာထုတ်ဖို့အတွက်ဒီယောဂီတွေထိုင်တဲ့အခါလည်းဘုံလိုက်ကြည့်မျိုးကိုကြောင့်အဲ့ဒီမျိုးကိုအပေါ်မှာဓမ္မမျိုးရှိတယ်အဲ့ဒီရုပ်ပေါင်းတော့ဆိုမြန်မာပြဟိုပညာတွေလုပ်တယ်လို့ပြောတယ်ပြောပြီးအောက်မှာလည်းညာကြီးနော်ပညာရှင်ပညာတွေအများကြီးရောက်နေတယ်အဲ့တော့အဲ့ဒီမှာထူးခြားချက်ကဘာတွေ့တော့ပြောတယ်စွန်းသားဆောင်ရှိတယ်ချက်ပြုတ်ရှိတယ်ချက်ပြုတ်ကြတော့ဟိုမှာဆရာတော်မှာတရားပြမယ်တရားဟောမယ်ဆိုလို့ရှိရင်ဟိုချက်ပြုတ်ကြီးကြတော့ဝေဥစ္စာမှာနားထောင်တော့ဒီတော့အဲ့ဒီနေရာတိုင်းမှာအဟောစီထားအောက်မှာတီးပြီးကြီးဖြစ်ထားပြီအလုံးလုံးရင်းနဲ့ကိုနိုင်ခွင့်ရနေရာတိုင်းမှာတီးပြီးရှိတယ်ဟဲ့ဘာလို့ရုပ်ရှင်ကြည့်အလုံးလုံးဘူးလားဆိုမဟုတ်ဘူးတဲ့တရားဟောတဲ့ဒီမှာခမ်းမနေပါလို့တစ်ခါတည်းနဲ့ကြွယ်ထားပြီးကင်မရာနဲ့လုပ်ထားပြီးတော့နိုင်ခွင့်ရစေတနာအားတွေနော်အဲ့လိုသိချင်ကြတဲ့စိတ်လေးတွေမွေးကြပါဟုတ်ပြီလားဒါကြောင့်မလို့တကယ်ဓမ္မတော်ကသာသနာပေါင်းနဲ့ဗုဒ္ဓဘာသာဝင်ဆိုတာဗုဒ္ဓဆိုတာမြတ်စွာဘုရားဗုဒ္ဓဆိုတာဘာလဲမြတ်စွာဘုရားဘာသာဆိုတာစကားတဲ့ဘာသာဆိုတာဘာလဲစကားပါဝင်းဆိုတာဝန်တာဆိုတာဝင်းဆိုတာအမျိုးအနွယ်လို့ဒီပြရတယ်အဲ့တော့ဝင်းဆိုတာဘာလဲမျိုးနွယ်အဲ့တော့ဗုဒ္ဓဆိုမြတ်စွာဘုရားရဲ့စကားရဲ့အမျိုးနွယ်ဒီသုံးခုပေါင်းလိုက်ဗုဒ္ဓဘာသာဆိုပါဆိုမြတ်စွာဘုရားစကားနားထောင်တဲ့လူမျိုးတဲ့အမျိုးနွယ်တွေဒါပဲနော်အဲ့တော့မြတ်စွာစကားဘာကြောင့်နားထောင်တာလို့ဆိုတရဏဂုံစောက်ပြီးထားလို့တရဏဂုံမှာဗုဒ္ဓံတရဏကိစ္ဆာမိဆိုမြန်မာလိုဘာသာနဲ့ယူပေါ့ဗုဒ္ဓမြတ်စွာတရဏကိုကိုရဲ့ကိစ္ဆာမိစိကပ္ပဤပေါ့နော်ဒါပေမဲ့တကယ်တမ်းကျတော့ကိစ္ဆာမိဆိုတော့သွားပါမယ်ဘယ်သွားမှလဲဖះသွားတယ်လားအနိုင်သွားပါမယ်လို့ပြောတာကိစ္စထားလို့ပြောတာပါဠိမှာဆိုလို့ရှိရင်နော်အဲ့တော့ဘာဖြစ်လို့ဆိုတဲ့အခါကျတော့ဗုဒ္ဓံတရဏကိစ္ဆာမိဆိုမြတ်စွာဘုရားနောက်ကိုလိုက်ပါမယ် follow လုပ်ပါမယ် follow လုပ်မယ်လို့ပြောအဲ့ဒီ follow လုပ်ဖို့အတွက်ပါလို့ဗုဒ္ဓံကိစ္ဆာဓမ္မန္တရာကိစ္ဆာဘုရားပြောတယ်တရားနောက်ကိုလိုက်ပါမယ်သံဃာတရဏကိစ္ဆာသံဃာနောက်ကိုလိုက်ပါမယ်ဒီလိုဘုံဘုံတို့ကိုပြလိုက်တဲ့ကမှာသံဃာတရဏကိစ္ဆာမိလို့တာဟုတ်တယ်နော်အဲ့တော့ဘုံဘုံဘာတွေပြမိမလို့ဒီလိုဘယ်လားဒီလိုသွားမလို့ပြဒီလိုလမ်းညုံပြဘုံဘုံတော့လိုက်နေတာဒီလိုပြုပါဟုတ်တယ်မလားနော်အဲ့တော့ဒီကမှာတော့နောက်ကလည်းဒီလိုလိုက်နော်ဟုတ်တယ်မလားနော်ဒါနလည်းဒီဘုံဘုံဒါနတိချာလုံးနော်လို့ပြောတယ်ဟုတ်တယ်မလားနော်ဟိုအိတ်ဖောင်းဖောင်းနဲ့လိုက်ခဲ့လို့ပြောတာနော်ငမွေးငချပုံစံနဲ့ဒုက္ခဆင်းရဲပုံစံနဲ့ရှုနေဆိုင်သုံးပုံစံနဲ့လိုက်နေပြောတာဒီလောက်တော့ကြပါတော့ဘုံဘုံတို့ရဲ့ဘဝတစ်ခုရှိဘောပထမလေးအစလေးကိုပြန်သွားကြအစလေးကိုစူးစီးတဲ့တရားအဆုံးသတ်ပါမယ်အဲ့တော့ပထမဆုံးဘုန်းကြီးကဩဃာတကတော့ဆိုတကယ်တမ်းကျတော့ဘုန်းတော်ကကိုယ့်အပြစ်ကိုစီကြောတာအဲ့တော့ဘုန်းတော်ဘဝတွေမှာကာယကမစီကမနောကံနဲ့ဘယ်မှာလဲမှားပြီးပြင်มาထားတယ်အနေအများတော့ရှိကြဘူးလားရှိပါတယ်အဲ့ဒါလေးကြည်ပြောက်တချို့မလေးမကြည်ဘူးတဲ့ကြည်ပါလေနော်ယုံနေအောင်လုပ်သွားတာရှိတယ်ကြည်အောင်လုပ်သွားတာရှိပါတယ်အဲ့ဒါဘာလို့ဆိုလို့ရှိရင်ဝန်ချတောင်းမှရမယ်ဝန်ချတောင်းမှပြီးတော့ရှေ့ဆက်ခီးသွားလို့တွေ့တယ်လို့မလွယ်ဘူးဘုန်းတော်ဝိသုဒ္ဓိမေကျမ်းမှာဆိုထားတာရှိတယ်ဘုန်းတော်ကမ္မဋ္ဌာန်းတရားအထုံးမဲ့ပုဂ္ဂိုလ်တွေဟာတဲ့ပထမဆုံးဘုန်းတော်မိမိတို့ရဲ့ကိမုန်းကြီး10ပါးကိုတောင်းမှရမယ်
ဘုရားဆိုတာတောင်းပါပြီးမှဝန်ချတောင်းပါပြီးမှဆက်အားထုတ်လုံးလို့ရှိရင်တရားအားထုတ်နေအဲ့ဒါအကုန်ပြန်ပေါ်တာပုံမာထားတာနော်ပြောမယ်ဆိုတော့တလို့စားလို့သူကျေးဇူးရှိလို့ပေါ့ကျေးဇူးတသေးလေးကနေပေးထားတဲ့ဆိုင်တော့အထက်ဆိုမြတ်စွာဘုရားအထိအဲ့ဒီကျေးဇူးရှင်တွေမှာပြင်မာထားတာများရှိတယ်ကံနဲ့တော်ကောင်းအပြောအဆိုပြောဆိုမှားယွင်းလို့ဝစီကံနဲ့တော်ကောင်းမဟုတ်တာတွေကျန်စီမိထားတဲ့မနောကံတော်ကောင်းဒါလေးတွေပြင်မာထိုင်ထားရအဓိကတော့ကာယကံဝစီကံနဲ့ကိုယ့်ကိုယ်နောက်ကိုကြံရစ်တဲ့အတွက်ဒီအဖြစ်တွေကြီးပြောဖို့အတွက်ဝန်ချတောင်းတာလုံးနဲ့ကူကလေကုသိုလ်မဟုတ်တာတွေဆွဆွဲပြီးပြောဆိုမိတယ်နောက်မှအမှန်တရားသိလို့ရှိရင်ဖတ်တောင်းမှလည်းရတာပဲဒါပြောလေလူတွေဟဲ့ဖတ်တောင်းမှလည်းသူ့ဆွဆွဲထားတာဖတ်တောင်းမှလိုက်ပါလို့လူတွေလိုလေဖတ်တောင်းမှလားမလေးတော့ဘာမလို့မကြီးကျယ်လို့ဟုတ်လားနော်ငါနဲ့သူ့တောင်းမှရအောင်အဲ့ဒီမာနခံတဲ့အတွက်ကတကယ်တော့ဩဃာတနောက်ဆုံးမှာပါတယ်လေဖူးမြော်မှန်လျှော့ဟောမန်ကိုမန်ကိုတင်းလို့ပြောလို့လားနော်မန်ကိုတင်းလို့ပြောတယ်မပြောဘူးနော်မန်ကိုလျှော့ရမယ်တဲ့အဲ့ဒီမှာဖရာတရားကဘုံဘုံမှာတည်လိုက်တဲ့အခါမှာဩဃာတော်ကေကံဝစီကံတပ္ပဒေါသခတ်သိမ်းတော့အဖြစ်ကေကံဝစီကံမနောကံတပ္ပဒေါသတပ္ပဒေါသပါဠိလိုပြောတာတပ္ပဆိုတော့ခတ်သိမ်းတော့ဒေါသဆိုတာအပြစ်အဲ့ဒါပဲပြန်ပြီးတော့ပါတော့ပါဠိလိုပဲမြန်မာလည်းပြန်ပြောမြန်မာနဲ့ရှာရှိတဲ့အချင်းရှိတယ်လေအဲ့ဒါနဲ့စာလေးပါလေးပို့ရမှာစကားလို့ပြောလို့ရှိရင်လည်းပဲအဲ့တော့တပ္ပဒေါသခတ်သိမ်းတော့အပြစ်တို့ကိုဘာပြောလဲဆက်ပြီးကိုလှုပ်ထားတဲ့အပြစ်တွေကာယကံဝစီကံမနောလှုပ်ထားတဲ့အပြစ်တွေကိုတဲ့ရှိပါစေလို့ပြောပါစေလို့ပြောတာအေးဒါတော့ရှိပါစေဆိုတော့ဩဃာတမတော်တယ်ရတယ်နော်ပြောက်ပါစေခြင်းအကျိုးအေးပြောက်ဖို့အတွက်ရည်ရွယ်ပြီးတော့မှဘာပြောလဲကာယကံဝစီကံမနောကံမပြီးသေးဘူးရှားရှိသေးတယ်ဘာပြောတော့အဲ့ဒါနော်အဲ့ဒါရှိစဉ်းစားကြည့်ကြည့်တပ္ပဒေါသခတ်တဲ့တော့အပြည့်လို့ပြောပါစေခြင်းအကျိုးငါပထမဒုတိယတတိယမပြီးသေးဘူးတစ်ချိန်တစ်ချိန်ဘာကြောင့်ဆိုလို့လေးနဲ့စီခြင်းလို့ဟုတ်တယ်နော်လေးနဲ့စီလို့ဒါမဲ့လည်းအလွတ်ရတယ်လို့ဆိုနေတာဘာလို့မလေးနဲ့ပါဘူးသုံးချိန်မြောက်အောင်ဖရာယရနာတရားယရနာသံဃာယရနာမြတ်သုံးပါးတို့ကိုအယုအသေးအလေးအမြတ်အောင်အယုအသေးအလေးအမြတ်လက်ဆုံးမှုရှိဖို့ဘူးသောဘုမျောမှန်းလျှော့ကြောပါရှိပြောနော်ဟုတ်ပြီအဲ့ဒီမှာဖရာတရားသံဃာမိဘဆရာကိုတူတဲ့ဆိုတဲ့အခါမှာဆိုတာဘာလို့ဆိုအနန္တအနန္တ၅ပါးလို့ပြောပြီးမယ်ဖရာဟောတဲ့ပိဋကတော်မပါဘူးအနန္တဂုံဆိုတာယရနာ၃ပါးရှိတယ်ယဟန်ဘုန်းကြီးတွေမှာမပါဘူးဘုန်းကြီးတွေစုတယ်မှာတန်ခါဆိုတာဖြစ်တယ်တန်ခါမှာပဲပါတာနော်အဲကြောင့်လို့ဘုရားတရားတန်ခါဟာအန္တရာယ်လည်းကြီးတယ်အကျိုးလည်းကြီးတယ်ကောင်းကျိုးလည်းကြီးတယ်ဆိုးကျိုးလည်းကြီးတယ်ဒါကြောင့်အဲ့လိုပြင်မာပြီးတယ်ဆိုလို့ရှိရင်မေတ္တာပူတာလည်းဖြစ်တယ်နော်ဘောကြနော်အဲ့တော့တကယ်လည်းရှိလို့ဆိုရင်ဘုရားမိဘဆရာတော်ပဲထည့်တယ်မပြည့်စုံဘူးမိဘဆရာကွန်ပါဝင်နေတဲ့တလုတ်စားဘူးသူကျေးဆိုသမင်းတလုတ်ဒီပဲသမင်းတစုပ်ရေတမုတ်အားဖြင့်တော့ကောင်းတခွန်းတပါးအားဖြင့်တော့ကောင်းကိုယ်ကူညီခဲ့ဘူးတဲ့ကျေးဇူးရှင်ရှိဘူးလားရှိပါပါတယ်အဲ့ဒီကျေးဇူးရှင်တွေအားလုံးစုပေါင်းပြီးတော့ဟောတာခင်မူကြီး10ပါးလို့ခေါ်တယ်ကျေးဇူးရှင်တွေကိုပြောတာခင်မူကြီး10ပါးဆိုတာကျေးဇူးရှင်10ပါးပြောလို့ရတယ်ကျေးဇူးမကင်းတဲ့အဲ့ဒီ10ပါးတွေမှာအာရုံထိုင်တယ်ပဲတရားအထုမေတ္တာပူတာတွေအဟံတာဖြစ်တတ်တယ်ဒါကြောင့်မလို့ဘုန်းတော်မှာဘုရားတရားတန်ခါယရနာမြတ်၃ပါးတို့နဲ့မိဘဆရာဆိုတာလည်းဘုန်းလိုကြိုက်တာဘုရားတရားတန်ခါယရနာမြတ်၃ပါးတို့နဲ့ခင်မူကြီး10ပါးတို့ကိုအယုတိလေးမြတ်နဲ့ရှိဖို့အဲ့ဒါတတိပုဂ္ဂလအိမ်မှာရှိဖို့မိသားစုလည်းရှိဖို့ဘုန်းတို့ပြီးဘုန်းတို့ရှိမှကြတော့ဆိုကြလို့တော့ဘုရားတရားတန်ခါဆိုရင်လုံးဝမိဘဆရာနဲ့မလုံးတော့ဘူးဒါပေမဲ့ဘုန်းတို့ကမိဘကျေးဇူးကမ်းလာတဲ့လူတွေများလာဆရာကျေးဇူးကမ်းလာတယ်များလာတဲ့အတွက်ကြောင့်ဘုန်းတော်မိဘဆရာလို့ဘုန်းကြီးကလမ်းညွှန်ပြီးအဲ့လိုဖြစ်ကုန်တာအဲ့တော့ तू ကလိုက် तू မလိုက်ဆိုတော့ရောဖိကုန်ပါနော်အဲ့တော့ကိုယ့်ကိုယ်ရှိခိုးရင်တော့ဘုန်းတို့ကြိုက်တာကတော့ဘာလို့ဆိုရင်ဉာဏ်ကြီးလာရင်ဓမ္မဉာဏ်ကြီးလာရင်ဘာတွဲပြီးတင်လို့ရတနာသုံးပါလားခင်မွန်းကြီးဆယ်ပါအဲ့မှာဖရာအစီလည်းပြန်ပါတယ်နော်အဲ့တော့ခင်မွန်းကြီးရတနာမြတ်သုံးပါးနဲ့ခင်မွန်းကြီးဆယ်ပါတို့ကိုဒီလိုလုပ်လိုက်လို့ရှိရင်ရှေ့လုံးမဲ့ကုသိုလ်တွေအလုပ်ပိုပြီးကောင်းမြတ်သွားတယ်
ဒါကြောင့်မလို့အပြစ်ကိုစေးကြောဩကာသနဲ့ရှိခိုးတယ်တောင်းပန်တယ်ဝန်ချတောင်းပန်လိုက်ပြီးတော့စိတ်ထဲမရှင်းသွားဘူးလားရှင်းသွားတယ်အဲ့ဒီတော့တောင်းကိုကတောင်းပန်ပြီးသွားရင်ငါသူ့ကိုမှားထားဆိုတော့ဒါတအုံလုံးလေးကြံနေဘူးလားအဲ့ဒီကြံနေတဲ့ကကိုယ့်ကိုယ်ဒုက္ခပေးတယ်ဒါကြောင့်အဲ့ဒါမပေးအောင်ဆိုတော့တောင်းပန်လိုက်စိတ်ထဲအလုံးကျတော့ဒါကြောင့်ဩကာသနဲ့ပြောပြီးတော့ဒီကမှာတော့၅ပါးသီလဆောက်တောင်းဆိုအာမန်ဒီတိတရဏီနာတာဒီကောင်ကကိုယ်ကိုမဆိုးလားကိုယ့်ကိုဒီမှာဆိုတော့ဘုန်းကြီးရတယ်လက်အခုဒီဘုန်းတော်ကလေဘောဓဘာသာသူငယ်တန်းအဆင့်ရှိနေလို့မူဂျိုဆင်အောင်ပြောင်းမှာမသိနော်ဘာလို့ဆိုတော့လက်ကင်ရေးပြီးနေရတာလိုက်ဆိုခိုင်းနေရတာလေအမအဟံပါလေတိတရဏယတဟပြင်စသီလဓမ္မယာစာမိအနုခံကတ္တဝသီလံဒီထမိကသီလံဒီထသီလကိုဒေထပေးတော်မူပါတဲ့ဒီလိုတောင်းဆိုအဲ့တော့တောင်းဆိုတဲ့အရာကိုဒီကနေ့တော့မှလေဘုန်းကြီးကလိုက်ချပေးနေရတာအဲ့တော့မဆိုဒါပေမဲ့ဘုရားကအကုန်ရပါတယ်ရပြီမဲ့လေဘုန်းကြီးတွေကလေအကြည့်ကြည့်ပါလို့မြန်မာနိုင်ငံဘုရားဘာသာဆက်ရောက်တယ်အာမန်လေလောက်လိုက်ဆိုတော့ဒီတဲ့နေတာဆိုတော်ကိုဆိုးနေဘယ်တော့မူလာတိုင်းအတမ်းမထက်တော့ဘူးမြန်မာဘုရားဘာသာဝင်တွေကတော့ပါနော်ဒါတော့ဘုန်းတော်တန်ခါတစ်ခါလိုတာပြောအောင်ပါပေါ့ဘုန်းတော်တော့အော်လေအာမန်လေရလားရတယ်ဆိုဒါခင်ဗျားတို့လို့ဟုတ်တယ်မလားအဲ့တော့ဘုန်းတော်မရတဲ့ဩကာသချပေးရတာရှိတယ်လေဘုရားကိုယ်ကဩကာသလည်းဘုရားမရအောင်ဆိုလိုက်ဆိုလိုက်ချတာဒါဆိုဘုရားလည်းဩကာသမရအောင်ဆိုလိုက်ဆိုပေါ့ဟုတ်ဘူးလားဩကာသကမရလို့ရှေ့ကနေချပြီးတင်ပေးတာဒါပေမဲ့အာမန်လည်းမတင်ပေးတင်တော့ဘုံမတန်နိုင်လည်းမတင်ပေးတော့တော်ရှစ်စရာကောင်းတယ်အဲ့ဒါကြီးမရကြလားတယ်ဓမ္မလေရတယ်အတွေ့ရတယ်နော်ဒါကြောင့်မလို့အဲ့ဒီဆိုတာကရုဏာကသုံးပါးနဲ့၅ပါးသီလကိုပြီးတော်မူပါဗျာလို့တောင်းဆိုတာအဲ့တော့ဘုန်းတော်ကပြောတော့ယမဟာဝဒာမိတံဝတိထာလို့ပြောတော့ဗာပြောကြတယ်အာမဘာအေးယမတော်တယ်ဗာဘုန်းကြီးဗာပြောမှလည်းမသိနော်အာမဘာတယ်အာမဘာဆိုတင်ပါဗျာဟုတ်ကဲ့ပါဒီလိုပြောတာအဲ့တော့ယမဟာဝဒာမိဘုံပြောသလိုမျိုးတံဝတိထာအဲ့ဒီတိုင်လိုက်ပြောကြနော်လို့ပြောတာဘုံပြောတဲ့အတိုင်းပါတော့နောက်ကနေလိုက်ပြောကြလို့ပြောတော့ဗာပြောတော့အာမဘာတင်ပါဗျာလိုက်ပါမယ်ဗျာအဲ့လိုပြောတာဒါပါဠိလိုပြောတော့ဗာပြောနေမှလည်းအဲ့ဒါဘုန်းကြီးကနမောတတ္တဝသမ္မာသမ္ဗုဒ္ဓတာဆိုဘုရားရှိခိုးကြတစ်ချိန်ပြောတယ်ကျွန်တော်သုံးနေလိုက်ဆိုပြီးရှိတာအဲ့ဘုန်းကြီးပြောတယ်နောက်ကနေနောက်ကအဲ့ဒီခါမှလိုက်ရမှာလိုက်တာနမောတတ္တဆက်လိုက်ရအဲ့ဒါပြီးတော့ဗုဒ္ဓံတဏ္ဍာကိသာမြို့တောင်းလုံးပေးဘူးလားအဲ့ဒီချားတဲ့အတိုင်းနောက်ကနေဆိုတာအဲ့ဒါတော့ဆို၅ပါးသီလဒီတောင်းလုံး၅ပါးဘုန်းကြီးချတဲ့နောက်ကဆိုတာအဲ့လိုသွားတာနော်အော်တရဏဂုံသုံးပါးပြီးတော့လေဘုန်းကဗုဒ္ဓံတဏ္ဍာကိသာမြို့ဒုတိယမိတတိယမိသံဃာတဏ္ဍာကိသာမိအဲ့ဒါချပြီးပြီးတဲ့ခါမှာဟာဣဒရဏကမနာပရိမာပရိဘုံနံလို့ပြောတယ်ဘာပြန်ပြောတယ်အာမပါဠိပါအဲ့ခါတော့ဘယ်မှာလဲမသိအာမပါဠိလို့ပြောဒီတိုင်းပြောမှာသိတော့နော်ဣဒရဏကမနာဣဒရဏကတရဏဂုံယူချင်းကိစ္စကမနာနော်ပရိဘုံနံဤပြည့်စုံသွားပြီလို့ဘုန်းတော်ပြောတယ်ဒါကမှတရဏဂုံယူတဲ့ကိစ္စအောင်မြင်သွားပြီပြီးသွားပြီပြည့်စုံသွားပြီပြောတယ်ဒါကမှမမဗျာအာမပါဠိဒီမှာဗျာဩငါးပါးသီလပါဏာတိပါဒပေးပြီးတော့လည်းတော့ဘာလို့ဘုံနောက်ပိုင်းကြတော့ဘာလို့မေတ္တာကိုလေးတစ်ပါးစစ်ချပေးတယ်ညီရွယ်ချက်တွေရှင်းတော့နော်ဆိုပြီးတော့မှဣဒံမေပုံညာဘောဓိညာနာတာပစ္စယောဟောတုဒါလေးတွေကိုဆုတောင်းဘယ်ဆိုရီမန်းချက်ကိုပြပေးတယ်ဒီကိုစောက်တဲ့တီလာရဲ့ဆွမ်းအားတော့ဘယ်ကိုလျှောက်သွားမှာလဲဣဒံမေပုံညာဒီကောင်းမှုကုသိုလ်ကြောင့်ဘောဓိညာနာတာနော်ဘောဓိဆိုတာညာကိုပြောတာနိဗ္ဗာန်ကိုမျက်မှောက်ပြုတဲ့ဉာဏ်ကိုဘောဓိဉာဏ်ခေါ်တယ်နော်အဲ့တော့ဘုန်းတော်ဘောဓိဆိုလို့ရှိရင်ဒီပိစေကဗလမသမ္မာသမ္ဗုဒ္ဓဆိုမြတ်စွာဘုရားလို့ထင်တယ်မဟုတ်ဘူးနော်ဘုလိုတာဝကဘောဓိတွေရှိတယ်နော်မဟာတာဝကဘောဓိတွေရှိတယ်ဧကတာဝကဘောဓိတွေရှိတယ်ပဂရိတာဝကတွေရှိတယ်တာမယဟနာဖြစ်ပြီးတော့သွားတယ်နိဗ္ဗာန်ကိုမျက်မှောက်ပြုရတယ်အဲ့ဒါလည်းဘောဓိဉာဏ်နိဗ္ဗာန်ကိုမျက်မှောက်ပြုနိုင်တဲ့ဉာဏ်ကိုဘောဓိဉာဏ်လို့ခေါ်တယ်ဒါပေမဲ့အဲ့ဒီဉာဏ်ရဖို့အတွက်ပစ္စယောဟောတုဟုတ်တယ်နော်အထောက်အပံ့ဖြစ်ပါစေအကြောင်းတရားတွေဖြစ်ပါစေမျိုးလားအဲ့ဒီရည်မှန်းချက်တွေမပြောင်းအောင်လို့၅ပါးသီလယူပြီးတဲ့ဘုရားချပေးပြီးတော့မှဩနော်ဣတရဏီနတဟယေသတိလဓမ္မတာတုတံကတောအပမဒိနသမ္မာဒိထာလို့ပြောတော့ဘုရားကပြန်ပြောတယ်ဘုရားပြောတဲ့အတိတ်ကဘာမှမသိဘူးဒါပေမဲ့အတိတ်ကဒီကမှာတော့စောက်ပြီးထားတဲ့တဏှုံသုံးပါးနဲ့၅ပါးသီလကိုမမေ့မလျော့မကြိုးမပေါမပြက်အောင်တေချာကြီးဆိုင်ဆောင်ရှောက်ကြတော့ဆောင်ထိန်ကြပါလို့ပြောတာ
တကယ်တော့ဘာပြောလဲအေးအာမတေမဗျာဂတိပြလိုက်တာအောင်သေးပါမယ်ကျိုးပြလို့ရှိရင်ဂတိပြတာပဲနော်ဘုန်းတို့ပဲတိလာယူတယ်ဆိုတိလာဆိုဘုန်းတို့လို့ရှိရင်ဘာကြောင့်တိလာယူလာလဲဆိုဂတိပြဖို့အတွက်စောင့်တယ်ပေါ့ရကြပြီနော်အဲ့ဒီကမှတော့စင်ကြယ်သွားပြီအဲ့ဒါဘုန်းကပရိတိပဲအန်တီကြည့်အောင်လုပ်ပြီးတဲ့အခါကျဘုန်းတို့ဓမ္မအကြောင်းကိုပြောပြပြီးတော့ဘုန်းတို့ဘာလို့လဲအခုအေးတယ်နားလေးပြထားတဲ့လူဝဲလေးပြန်စိုးနေကြအောင်ဟုတ်တယ်နော်ဒီအားလုံးရည်စုပြီးတော့မှရည်စဲချပြီးတော့မှလာတဲ့မြတ်များပုဂ္ဂိုလ်တွေဝမ်းမြောက်ကြပါတာဓုခေါ်ကြပါအဲ့လိုစိတ်ထဲကိုကြီးလေးလေးပြောရှင်ထားပြီးအမြောက်ဝေးရတယ်အဲ့ရည်စဲချတယ်အမြောက်ဝေးတာမဟုတ်သေးဘူးဘုံပြောပြီးရနော်ရည်စဲချတယ်ဆိုတာမိမိရဲ့ကုသိုလ်တရားတွေကောင်းမှုမှန်များတွေကိုတက်တည်ကြည့်တယ်ဒါမှလည်းမဟာဗုဒ္ဓမြည်ကြီးဟုတ်တယ်နော်ဒီမှာတော့အမြောက်တဲ့ပါရမဏဝတ္တုံတရေဤမြေပန်တုတိလာထုလေအဲ့ဒီအချက်ကရည်စဲချတာပဲနော်ဝတ္တုံတရေဆိုတာနတ်ကိုပြောတာမှာမြေဆောင်နတ်ကိုရည်ညွှန်းတာမြေဆောင်နတ်ကိုရည်ညွှန်းပြီးတော့ဝတ္တုံတရေဤမြေပန်တုဟောဤမြေဒီမှာဒီမှာဤမြေထုကြီးဟာလေနော်ဤမြေပန်တုတိလာထုလေတိလာဆိုကြောက်စာလို့ပြောတာတိလာဆိုပါဠိစကားလုံးသုံးထားတာတိလာဆိုတာကြောက်စာမှာရေးထွင်းတိုင်းတော်နဲ့ပြတ်သလားတကယ်ဓမ္မတဲ့အလူကုရဲ့ကပီးစာကန်းကိုဒီလိုဆိုရေးစဲချတာကပီးထိုးလိုက်တာပဲဘယ်မှာထိုးတာလဲဟာဒီမြေကြီးမှာထိုးတာဟုတ်ပြီလားဟာဒီမြေကြီးမှာကပီးထိုးလိုက်တာကိုရေးစဲချတာတိလာဆိုကြောက်စာကဲ့သို့တယ်တိလာထိုးလေတက်တည်ကြီးစေတော့ဟုတ်နော်တက်တည်မှုပြီးစေတော့တက်တည်ရမှာကြည်ပေးပါတက်တည်လို့ဆိုကပီးအနေနဲ့နေပေးပါဒီမှတ်တမ်းတွေမှာပြောပြတော့အဲ့တော့လူတွေကိုတက်တည်ထားလို့မဖြစ်ဘူးနော်လက်ဆိုင်ကိုပဲပြောတော့မသိဘူးလားကိုပဲပါမှာလို့အဲ့တော့လူတက်တည်ထားတာအစိမ့်ချအဲ့တော့မဟာဗုဒ္ဓမြတ်တက်တည်မြတ်စွာဘုရားရှင်ရုပ်ဘောတော်မှာကြည့်လိုက်ကြည့်ရုပ်တော်ဒီလိုလေးလက်ချတာရှိမလားအဲ့ဒါဟာတက်တည်စီတာဘဝပေါင်း40ကဘာတည်းမာနလာပြီးနောက်ဆက်တော့ငါဟာဘဝပေါင်းများစွာလုပ်ခဲ့တဲ့ကုသိုလ်မဟာဗုဒ္ဓမြတ်ကြီးမှာတက်တည်ရှိတယ်အခုကျန်ဘာကြောင့်မတုံမလို့ဘာမှမဆိုင်ဘူးဖြစ်နေရတာတော့ငါကုသိုလ်တရားတွေဘာမှမစွမ်းတော့ဘူးလားလေးနှစ်ကဘာလဲလုတ်ခဲ့တဲ့ကုသိုလ်တရားတွေဒါနသီလနိက္ခမပညာဝိရိယခန္တီသစ္စာအဋ္ဌာမေတ္တာဥပ္ပခါဆိုပါရမီ10ပါးတွေအပြား30ဆောင်ရွက်ခဲ့တာမှန်သမျှတွေလာဟတဖြစ်ကုန်ပြီလားဒီလိုမှဒီကြီးအထီးပြီးတော့မှတော့သစ္စာပြုလိုက်တာသစ္စာပြုတယ်ဆိုမှန်တဲ့စကားကိုပြောတာခေါ်တာမှန်တဲ့စကားပြောတာသစ္စာဆိုတာလေအဲ့တော့မှန်တဲ့စကားကိုဆိုလိုက်တယ်ငါတို့လောကလုံးဟာတုံပြီးသွားပြီးတော့မှမြင်ရင်ကြလို့ဆန်းတယ်ဒါပေမဲ့အဲ့ဒီခါမှမြင်တယ်လို့တိုက်တယ်မပြူဘူးနော်ဒီကိမဲ့မလဲဘူးတော့ဘာမှမပြူဘူးဒါပေမဲ့အင်မတန်တုံပြီးတုံလို့ဆိုကြတယ်မာနတွေနေစရာပုံးစရာမရှိဘူးပြရအဲ့ဒါပြီးပြီကုသိုလ်အရှင်ကအာကြီးတော့ပေါ့နော်ဘုရားဖြစ်မဲ့ကုသိုလ်ကံလည်းဟုတ်တယ်မနော်တာမှလွတ်ခဲ့တာမဟုတ်ပါဘူးဒါကြောင့်ဘုရားဒီဓမ္မလေးတွေဘဝကိုပေါ်ပေါ်တန်တန်မနေဘဲနဲ့မှအလေးနဲ့ထားပြီးတော့မှပေါ်ပေါ်တန်တန်ကုသိုလ်မလုပ်ကြပါနဲ့ဒါနသီလခေါ်တာသုံးမျိုးပဲလုပ်ရမှာနော်ဘာတွေလဲဒါနသီလခေါ်တာဒီသုံးခုလုပ်တိုင်းလုပ်တိုင်းအလေးနဲ့ထားပြီးဆောင်ရွက်စေချင်ပါတယ်ကံတရားပြောင်းလဲသွားပါလိမ့်မယ်ချမ်းသာခြင်းလားချမ်းသာပါလိမ့်မယ်ဉာဏ်ကောင်းခြင်းလားကောင်းလာပါလိမ့်မယ်အကိုကောင်းလာပါလိမ့်မယ်ကျမ်းမာခြင်းလားကျမ်းမာလာပါလိမ့်မယ်တော့ပါကြနော်ကျမ်းမာတဲ့ပတ်သက်ကတော့တခုပဲရှိတယ်ကံကိုဆောင်ရတဲ့အခါမှာဘုအမြင်ပြောတယ်တရားရှင်ပြီးတော့မယ်စီပြီးကဲ့သို့ပဲစီပြီးထွန်းတယ်ဆိုရင်စီပြီးခွက်တော့ပါလဲစီပါလဲစီပဲလားနောက်တော့ပါမီးစာစီနဲ့မီးစာပေါင်းလိုက်တဲ့ခါမှာဘာတောက်လဲမီးတောက်တယ်မီးအလျောင်းမီးတောက်ဘူးမီးတောက်တဲ့တစ်ခါလေကြီးမယ်ရှင်တစ်ခါကြောင့်မုံသွားတာရှိမှာအဲ့တော့ဆိုပါတော့လေစီခမ်းလိုက်လည်းပဲမီးစာတော့နည်းနည်းတော့ဘယ်ဆိုမီးတောက်ရတော့နည်းနည်းလေးတီးသွားမှာပေါ့ဟုတ်ဘူးလားနော်ကောင်းပြီအဲ့ဒီမီးစာကျစ်တဲ့ခါမှာဘာနဲ့ကျစ်တော့အချီမရှိတဲ့ခါတော့ဂုံးလာဂုံးနဲ့ချိန်ပြီးလောက်သွားပြီအခုတော့about ready made အချီရနေလို့ပေါ့နော်အဲ့မဲ့ဆိုတော့ဂုံးစားလေးနဲ့ချစ်သွားတဲ့ခါကြလို့ရှိရင်ထူတဲ့ပါးတဲ့နေရာတွေမရှိဘူးလားရှိပါဘူးအခုတော့ဘဝနဲ့ပတ်သက်တော့ဂုံးစားနဲ့သာဘုလိုမီးစာလုံးမှာဖြစ်ဘာလို့ထူတာပါးတာလေထူတဲ့အခါမှာကျမ်းပါပါလေပါးတဲ့ခါကျဘာဖြစ်တော့ကျမ်းလိုက်ခောက်ပါလေနော်ဒီကောင်းပြည့်ဆက်မတည်သေးဘူးလေနော်တော့ဆိုမီးငိမ့်သွားရင်တော့စီလည်းရှိတယ်မီးစာလည်းရှိတယ်မီးငိမ့်သွားရင်တော့ accident ပဲပြောမယ်ဆိုအချိန်ခါမရောက်သေးပဲနဲ့မှာကွယ်ကုန်ခြင်းဒီလိုလည်းမီးငိမ့်တတ်တယ်စီကုန်းလို့လည်းငိမ့်တတ်တယ်မီးစာကုန်းလို့လည်းငိမ့်တတ်တယ်နှစ်ခုစလုံးကုန်းလို့လည်းငိမ့်တတ်တယ်ဟုတ်ပြီလားမ
မိစာကိုအဲ့လိုပြောပြကြတယ်ပြောကြတယ်မဟုတ်လားအဲ့ဒါ85နှစ်ပြည့်ပြီတဲ့တတိယမှာနော်အခုတက္ကမတွေမှာ80ကျော်90ကျော်ဆိုတော့ပြောမယ်ဆိုရင်တော့စီဟာ90လူတန်းမှာတစ်နေ့ကိုတစ်ကြက်သားလုံးနဲ့တွေ့ရင်ဘယ်နှကြက်သားရမလဲလူတန်းအတွက်95ကြက်သားရထားတာနော်တစ်ကြက်သားတစ်နေ့95ကြက်သားစီရထားတာလူတန်းအတွက်ရတယ်ဟုတ်ပြီလားဒါပေမဲ့ကံတရားကိုလို့တဲ့ခနဲ့ဒါနာအဲ့ဒီသုံးချက်ရဲ့အာခွန်အားကကြတော့မိစာနဲ့ဆိုင်ချီချိုးနဲ့လို့ရှိရင်တော့ဘယ်လိုပြောလဲသုံးချိုးချစ်တာပေါ့ဟုတ်ပြီလားဒါနတိလာကောင်အားအဲ့ဒီမိစာဘာလို့တူချစ်ထားလားရှိချစ်ထားလားနှစ်ချက်နော်ဗာလဲတူတာရဲ့ရှေ့တာအဲ့ဒီအပြင်ကတော့ဘာဆိုလဲထူတာရဲ့ပါတာဟောသူကအသက်ရရှိပဲငငယ်မွေးကြတယ်ဘာမလို့ကြားမှာထူချတာယောဂထူပြီးထမ်းပြီးအသက်ရှိနေတာမရှိဘူးလားရှိပါဘူးအဲ့ဒါပါတာလားထူတာလားပါပြီးတော့ရှည်နေတာဟုတ်တယ်နော်သူကငေးကလည်းချူမွေးကလည်းချူချပြီးအသက်မကြောက်ဘူးအသက်ငယ်တော့သိရမရှိဘူးလားရှိပါဘူးအဲ့တော့ပါလဲပါသေးတယ်တူတာလားရှည်တာလားတူတာအသက်တူတာရှည်တာကအသက်ရှိတာမိစာရှည်ရင်အသက်ရှိမိစာတူရင်ဟုတ်ပြီမိစာထူရင်ကျမ်းမာတယ်မိစာပါရင်ချူချတယ်ဒီလိုပြောဒီလိုပြောလို့မရဘူးနော်ညီငိမ့်မှသိမှာအဲ့တော့ပြန်ပြောကြည့်မိစာရှိရင်မိစာတူရင်မိစာထူရင်ကျမ်းမာမယ်မိစာထူရင်ကျမ်းမာမယ်မိစာပါရင်ချူချတယ်ဟုတ်ပြီလားအဲ့တော့ခဏပြောလို့ဘုံမို့ရဲ့ကောင်းလိုက်ခါလေးချူချလိုက်ဖြစ်ခါလေးနေမကောင်းတော့လူတိုင်းတော့ဖြစ်ဘူးလားနော်အဲ့ဒီခါကျတော့မိစာကဒီလိုပဲညီလားမညီဘူးလားအထူးပန်းညီလားညီတဲ့ပုဂ္ဂိုလ်ကျတော့တသက်လုံးကြောင်းတာတချို့ဘုံမတွေ့ဘူးတဲ့ချို့တကားကြီးတွေမိုင်းတွေလေတသက်လုံးစိမ့်ထူဘူးစိမ့်တော့ဘူးတဲ့ဒီမိုင်းကြောက်ကဟိုကုတ်ခိုင်က80ကျော်တကားမစိမ့်ဘူးစိမ့်တော့ဘူးကလေးရမွေးတာပြီးတာတကားကြောက်ရန်ကုန်မှာတွေ့ဘူးတဲ့ဘယ်မှာတကားကြီးပဲရောင်လုံးလုံးရှိပြီးတယ်အော်ရန်ကုန်မှာကစားစီးနေတယ်ကားမဲ့လျှောက်တာအဲ့ဒီကကြီး80ကျော်90လောက်ရှိနေအဲ့ဒါကတော့ကိုယ်လည်းစိတ်မဆိုးစိတ်တော့ဘူးလေဟုတ်ဗျာကြည့်နော်အဲ့ဒါမီးစာရှည်တယ်ထုံးထူလားထူလဲထူတယ်ရှည်လဲရှည်တယ်ကဲတကယ်တော့မိုင်းတို့ဘဝမှာမီးစာဘယ်လိုမီးစာမျိုးကြိုက်လဲဘယ်လိုကြည့်ကြမှာနော်အရှိတော့နော်အဲ့တော့ဘုံဘုံစုပေးကြတယ်လေကျမ်းမှာတက်ရှည်ပါစေလို့ပြောလားဟောအဲ့ဒါထူပြီးတော့ရှည်တာပေါ့ကျမ်းမှာတက်ရှည်ကျမ်းမှာနဲ့တက်ရှည်ပါစေဆိုတာဘာဖြစ်တာလဲထူပြီးတော့ရှည်တာလေအဲ့ဒါတကယ်တော့မှတော့ဘုံဘုံနဲ့လက်ထက်မှာရှိကိုဆောင်ရွက်တဲ့ကံတရားအဲ့ဒီကံတရားပေါ်ကိုဒီလိုတော့မှာဒီနေ့ဆိုဘုံဘုံတို့95နှစ်စီရှိသေးလား95နှစ်ကျော်ပိုင်းစီရှိသေးလားမရှိတော့ဒီနေ့80 90ကျော်တကယ်မှကြီးစီရှိသေးလားမရှိတော့ဒါပေမဲ့ခြားကြည့်မီးစီတော့ပုံစံဒါပေမဲ့မီးစာလေးမှာဘာတော့စီအကျွေးကြံလေးတွေစိတ်ယူတာမရှိဘူးလားဟုတ်တယ်မလားဩမီးလေးတာဒါပေမဲ့မီးတော့ဟိုငငယ်တော့လို့တောက်အဲ့မီးတော့ကြီးပါမလားအဲ့ဒါကကြီးပြီလေနော်ခုံပေါက်နေလို့ပဲဖြစ်မှာတော့နော်ကလေးတွေဖားကနေလို့မဖြစ်ဘူးလေဟုတ်နော်အဲ့တော့မီးတော့သေးမယ်ဒါပေမဲ့လည်းပါတော့ခဏကျမ်းမာနဲ့ရှည်နေသေးတယ်ဆိုလို့ရှိရင်တော့ဒါမီးစာရှည်တယ်မီးစာရဲ့အားနဲ့မီးတောက်နေတာအသက်ရှိနေတာလို့မှတ်ရတယ်ကိုယ့်ဘဝကိုဒီလိုပြောတာနော်ဒီမိုင်းတို့နော်ဟုတ်လားဒီမိုင်းတို့တကယ်ကြီးတော့ကိုယ်မှလည်းကိုယ့်အသက်အရွယ်ကိုကြည့်ပြီးတော့ငါမှစီတော့ကုန်ပြီ95နှစ်ကျော်ဟုတ်ပါနော်ဒါပေမဲ့ရေးစံတဲ့ဒီကြံနေတဲ့အချိန်ကာလလေးကငါအတွက်ပါတော့ကုသိုလ်တရားတွေလုပ်ခွင့်ရအောင်ပါရမီတွေဖြည့်ခွင့်ရအချိန်ပေးထားတာပဲဒီလိုပေးပါနော်အသက်ကြီးလိုက်အထီးကျန်တာပဲဘာလို့တကယ်ကြီးနေမိတ်ဆွေတွေတက်ကလို့ပုံပြီလေနော်နှုတ်ဆက်ကုန်ပြီဆိုတော့ဒါဖြစ်တတ်တာပဲနော်ဘုံတို့လည်းဘုံကြီးလာလေအထီးကျန်လေးပဲဘာလို့ဆရာတို့ဆိုပြီးတော့မတော့မကတ်တော့လေနော်ဝီဆောင်ကုန်လားဆိုတော့အဲ့တော့ကိုယ်တပါးတဲ့နေရာလည်းများပဲလေဟုတ်ဘူးလားအဲ့တော့ဘယ်ဘက်နေရာနေဘုံမှာတော့တပါးတဲ့နေရာလေးကောင်းပြီတော့တရားနဲ့အဖို့ရှိနေတာကိုတရားကိုအဖို့လုံနိုင်ရင်ပြောစရာပဲနော်ဒီတကယ်မိုင်းတော့စကားပြောဖို့လို့ရှိတယ်ဘုံတို့တော့မရှိဘူးအသက်80 90ရှိတကယ်တော့ပြောဖို့ရှိသေးတယ်ဒါမှတော့ဘုံတော့ဘာလို့အဖို့ရှာထားပြီးသားလေအဲ့အဖို့လဲတရားတော်ရှာထားပြီးသားဒါကြောင့်ဘုံတို့ဘုရားဘာသာဝင်များမြတ်စွာဘုရားရှိတယ်တရားကိုအဖို့လို့ပါဓမ္မအတိတိုးအောင်လို့ပါတဲ့ဘဝကိုရင်းတော့ဖြတ်ပါအေးချမ်းချမ်းနဲ့ဘဝဖြတ်အေးချမ်းတဲ့ဘဝကံကြခီးမှာရိခါပြီးပြီးဆုံးဆုံးမိစားလဲပါတော့တုတ်တုတ်ရှိရှိဟုတ်လားနော်
တို့မလို့နေတော့အဲ့ခါကျတူနဲ့တူလဲဆိုကြားမှာပဲဘုတ်ကနေကောက်ပြီးပါသွားတော့ဟုတ်တယ်မနော်အဲ့လိုမှဖြစ်ကြစီနေဘဝတန်မြတ်ကြီးမှာဤပြည့်စုံတဲ့သာသနာအကျိုးကိုရွတ်ဆောင်နိုင်တဲ့ယုတ်ကြားကယုတ်ကြားများမိမကမိမမြတ်နော်တတ္တဝအကျိုးကိုလည်းပဲဆောင်ရွက်ပေးနိုင်တယ်ဖြည့်ဆည်းပေးနိုင်တယ်ယုတ်ကြားကယုတ်ကြားမြတ်မိမကမိမမြတ်ဘွားတယ်ပုဂ္ဂိုလ်သူပုဂ္ဂိုလ်မြတ်ဘွား